ပွဲလိုစာမေးပွဲဖိဖို့နှုတ်ဆက်တော့ရအလိုမှာပေါ့အဖေကရုတ်တရက်ဖုန်းခေါ်ပြီးကျမလျှောက်ထားတဲ့တက္ကသိုလ်ကအိမ်နဲ့နေတာကြောင့်အိမ်ပြန်လာပြီးစားလို့ပါလာတဲ့ဆောင်းတွင်နေရာတိပရက်တွေမှာလည်း project တွေနဲ့ကျောင်းမှာပြီးနေတာတနည်းကြော်ပြီးဆိုတော့အဖေနဲ့အမေလည်းသမီးကိုအရန်လွှမ်းနေလောက်ပြီပေါ့ပြီးတော့စာမေးပွဲဖိဖို့လည်းပြန်လာရမှာပဲဆိုတော့ဒါနဲ့ချက်ချင်းပဲခွင့်တိုင်ပြီးအိမ်ပြန်စားလို့ဖို့ဆုံးဖြတ်လိုက်အိမ်မပြန်ခင်တော့အဖေနဲ့အမေကမြို့တဲ့တစ်ခုမှာဗီလာအိမ်နဲ့တစ်လုံးဝယ်ပြီးပြင်ဆင်နေထိုင်နေပြီလို့ပြောထားတယ်ရောက်သွားတော့မှအဲ့ဒီအိမ်သက်ကမြို့ A ရဲ့လူထုကင်းမဲ့တဲ့စိတ်ငြိမ်ရက်ွက်တစ်ခုမှမှန်သိလိုက်ရတယ်မြို့ A ကမြို့သစ်စင်းနဲ့မြောက်ဘက်ကန်တောင်ဘက်ကန်ဆိုပြီးနှစ်ပိုင်းခွဲထားတာမြောက်ဘက်ကန်ကမြို့ပြ area မြို့လူဦးရေအများစုနေလားတောင်ဘက်ကန်ကအရင်ကတော့တောင်တန်းဒီနဲ့ဖွံ့ဖြိုးမှုမရှိတဲ့နေရာမချသေးခင်ကမှအစိုးရကတောင်တွေကိုဖြိုပြီးမြို့တည်တည်ဆောက်နေတာဒါပေမဲ့အပြည့်အဝတော့မဖွံ့ဖြိုးသေးဘူးစက်ရုံအနှဲငယ်နဲ့တိုးလောင်ယုံတွေပဲရှိတယ်အပန်းဖြေစရာဆိုလို့ဘာမှမရှိဘူးကျမတို့ရက်ွက်ကတောင်ဘက်ကန်မှာရှိတဲ့တခုတည်းသောမြို့တပုံစံဒီတန်းစီဆောက်ထားတဲ့ဗီလာအိမ်တက်လေးတွေပဲလူနေတာဆိုလို့သိမရှိသေးဘူးတကယ်ကိုလူသူကင်းမဲ့တဲ့စင်ချေဖုံးညက်ကွက်ကြီးတစ်ခုလိုပဲအိမ်ရောက်တာနဲ့ခရီးဆောင်အိတ်တွေချပြီးအဖေနဲ့အမေကိုဆွဲပြီးဗီလာအိမ်တက်ကိုပတ်ချိလိုက်တယ်မြေအောက်ခန်းပါတဲ့သုံးထပ်တိုက်ဗီလာလီချမ်းတော့ချီတဲ့တိတ်မကျဲဘူးအိမ်လည်းတိတ်မကျဲဘူးပထမထပ်ကကားကိုထောင်အဖေနဲ့အမေကတစီစီရှိတယ်ကျမလည်းလိုင်စင်ရရင်ဝယ်ပေးမယ်တဲ့ကားထုံးစီးဆန်ပြီးပစ္စည်းအဟောင်းတွေထားတဲ့အခန်းကခက်လက်ရှိတယ်ဒုတိယထပ်မှာတော့မိဘအိတ်ခန်းကျမအိတ်ခန်းအဲ့ခန်းနဲ့စာကြည့်ခန်းနဲ့ခန်းတတိယထပ်ကအဲ့ခန်းကျဲကြီးနဲ့မိဖို့ချောင်းအိမ်ကပြင်စင်ကိုမြင်းမြတ်ဆန်ဆန်ကြည့်ပြီးတော့အဖေကမြင်းအောက်ခန်းကိုကြည့်ချင်လားလို့လျှို့ဝှက်စာမေးတယ်ကျမလည်းချက်ချင်းပဲသဘောတူပြီးသူ့နောက်ကလိုက်သွားတယ်အဖေနောက်ကလိုက်ပြီးပထမထပ်ကဂိုဒေါန်ခန်းထက်ကိုရောက်သွားတယ်တကားဖွင့်လိုက်တော့အရင်အိမ်ကလက်စစ်ပစ္စည်းအဟောင်းပုံနေတစ်သားတွေတွေ့ရတယ်ဗီလိုတစ်လုံးလေးရှိတယ်ဘာမှထူးခြားတာမရှိဘူးကျမလည်းမျက်မှောင်ကျုပ်ပြီးပတ်ကြည့်လိုက်တယ်မြေအောက်ခန်းသွားမယ်ဆိုအဖေကလျှို့ဝှက်ဆန်းကျဲစွာခတိုးတို့ဖြောတယ်ဒါကမြေအောက်ခန်းဝင်ပေါက်တယ်ကျွန်တော်တို့ရဲ့မြေအောက်ခန်းပေါ့စောက်ထားတာပိုက်ဆံတကုံအကြများလိုက်တာမပြောပါနဲ့တော့အတွင်းထဲမှာတော့ဝိုင်ခေါင်းတွေရဲ့ရုပ်ဝက်ဆလျက်စာတန်းတွေရဲ့ထားတယ်ဒီလိုပြောပြီးအဖေကဗီဒီယိုကိုဖွင့်လိုက်တယ်ကျမချောင်းကြည့်လိုက်တော့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကအဝတ်အစားတွေချိတ်ထားတာတွေ့ရတယ်အဖေကဗီဒီယိုထဲဝင်ပြီးအဝတ်အစားတွေကိုဖဲလိုက်ပြီးတော့အတွင်းဘက်ကတနေရာကိုဖိလိုက်ရုတ်တရက်ဗီဒီယိုနောက်ပိုင်းမှာအကွဲကြောင်းလေးတစ်ခုပေါ်လာတယ်ရုပ်ဝက်တခါပေါ့အဖေကအရင်ဝင်သွားပြီးမီးဖွင့်လိုက်တော့ကျမလည်းသူ့နောက်ကနေအပြည့်အလွှာလိုက်ဝင်သွားတယ်ဝင်လိုက်တာနဲ့အခန်းငယ်လေးတစ်ခန်းအတွင်းထဲမှာတကားတစ်ချပဲရှိတယ်ဟာတကားအတွင်းနဲ့တကားကြည့်ပါလားသမီးရဲ့မဲမွေးနေ့ကိုစကားဝတ်ထဲလိုက်နော်ဟုတ်ကဲ့ပါကျမလည်းစိတ်လှုပ်ရှားစွာနဲ့တကားစီကိုတွားလိုက်တယ်စကားဝတ်ရိုက်ထဲပြီးလက်ကင်ပွဲကိုလှည့်လိုက်တယ်ဒါပေမဲ့တကားကမပွင့်ဘူးနောက်လှည့်ကြည့်လိုက်တော့အဖေကထွက်သွားဖို့ဖြစ်နေပြီရုတ်တရက်ကျမတခုခုကိုသဘောပေါက်လိုက်တယ်ဒါထောင်ချောက်တယ်ဗီဒီယိုထဲကနေပြန်ထွက်လာတော့အဖေကပစ္စည်းအဟောင်းပုံတွေနောက်မှာရောက်နေပြီကျမမျက်လုံးပြူးပြီးကြည့်နေတော့ကျမ်းပြင်မှာဝင်းပေါက်တစ်ခုပေါ်လာတာကိုတွေ့လိုက်ရတယ်ဒါကခိုးသူတွေစီကကာကွယ်ဖို့တဲတော့မခုတ်လောက်ဘူးနော်လို့ကျမစဉ်းစားမိတယ်လေခါတိုင်းဆင်းသွားလိုက်တာအောက်ဆုံးမှာအရန်ထူတဲ့တန်တကားကြီးတစ်ချက်နဲ့တော့ခလောက်ကြီးချိန်ထားတာတွေ့ရတယ်တန်တကားကိုလက်နဲ့နှုတ်ချက်လောက်ခောက်ကြည့်လိုက်တော့တိုးလေးမြည်တဲ့အတန်ကဘလောက်ထူလဲဆိုတာပြောပြနေတယ်လို့ပဲအဖေကတော့ခလောက်ဖွင့်ဖို့တော့ထုတ်လိုက်တယ်ပြီးတော့တကားကိုကျမနဲ့အတူတူတွင်းပြီးဖွင့်ရတယ်ကျမစိတ်ထဲပိုပြီးတန်တရားဝင်လာတယ်မလုံမလဲလည်းဖြစ်လာတယ်ဒါကခိုးသူတွေရန်ကကာကွယ်ဖို့တက်တော့မဟုတ်တော့ဘူးဘာထွက်လဲသမီးအရင်ဝင်ပြီးကြည့်လိုက်ပါအောင်အဖေမင်းမေကိုဖုံးဆက်ပြီးခေါ်လိုက်အောင်မယ်မင်းနဲ့ပြောစရာတွေရှိတယ်တန်တကားနားမှာရပ်နေတဲ့ကျမကိုအဖေကအလင်းနဲ့ထားတဲ့ကြည့်နေကြည့်ပြီးခေါင်းကိုပုတ်လိုက်တယ်ပြီးတော့ပထမထပ်ကိုပြန်တက်သွားတယ်ကျမလည်းတန်တကားနားမှာရပ်ပြီးဖြစ်နိုင်ခြေတွေတထောင်လောက်စဉ်းစားနေမိတယ်ပြီးတော့တိတ်ဆိတ်တဲ့မြေရောက်ခန်းထဲကိုဝင်သွားလိုက်တယ်မိကတိတ်မလင်းဘူးဒါပေမဲ့မြေရောက်ခန်းရဲ့ပြင်စင်ကိုရှင်းလင်းမြင်လိုက်ရတဲ့အခါကျမတကယ်စိတ်ပူစပြူလာတယ်ဒီမြေရောက်ခန်းကရက်ကွက်ရဲ့အစိတ်ပိုင်းဖြစ်เสียအကြောင်းမရှိဘူးသူ့ရွယ်စားရဆိုရင်ကြီးမားတဲ့ဘဏ်ကတစ်ခုလို့တော့ပြောက်လို့ရတယ်မြေရောက်ခန်းတစ်ခုလုံးကအကြီးအသေးသေးတာတွေနဲ့ပြည့်နေတယ်အခန်းတကားတွေစီကိုဥတီထားတဲ့လမ်းကြားလေးအနှဲငယ်ပဲကြမ်းမြင်ဆန်ကြည့်လိုက်တော့အမျိုးတော့ခောက်ဆွဲချောက်တွေဖိသိမ်းထားတဲ့ဘီစကစ်တွေစီတွပူးတွေကောက်ပဲသီးနှံတွေဟင်းချက်စီဟင်းခတ်အမွှေးကြိုင်တွေဂျုံမုံတွေစံတွေကောက်နှံတွေခောက်ဆွဲတွေနဲ့တန်ရှင်းရဲ့ပစ္စည်းတွေအပြည့်ပဲအဓိကကတော့အစားအသောက်တွေပေါ့အချိုးမုံပဲတရေကြတွေလုံးဝမရှိဘူးမရှိမဖြစ်ပစ္စည်းတွေချေပဲဒါတွေသာတက်တောင်းမကုန်ဘူးဆိုရင်ကျမတို့မိသားစု9နှစ်10နှစ်လောက်စားဖို့လုံလောက်တယ်လို့ခံမှန်းမိတယ်ပစ္စည်းတွေကိုမထိပဲအနည်းဆုံးအခန်းစီကိုတိတ်လေးရှောက်ထားလိုက်တယ်စုစုပေါင်း6ခန်းရှိတာတတိထားမိတယ်ဒါပေမဲ့ကျမတို့မိသားစုက3ယောက်ပဲရှိတာလေနှစ်ခန်းကိုအိတ်ခန်းဖီ3ရင်ကျန်တာတွေကဘာတော့လဲဒီအခန်းရဲ့တကားကလည်းတန်တကားပဲအဝင်ဝါကတကားလောက်တော့မထူဘူးတော်လည်းမခတ်ထားဘူးတကားကိုတွန်းဖွင့်လိုက်တော့အတင်းသက်မှာမောင်းမိုက်နေတာပဲပြတင်းပေါက်မရှိဘူးအလင်းရောင်တစ်ဆက်ကလေးတော့မရှိပဲဟော့ဘက်ကြီးဖြစ်နေတယ်လို့ပဲရင်မက်အမတက်ကူကယ်ရမက်မှုကကျမကိုလွှမ်းခြုံသွားတယ်မိထလုတ်ကဘယ်မှလည်းမတီးတော့ရှေ့ကလေဟာနယ်ကြီးကိုစိုက်ကြည့်ရင်ရပ်နေမိတယ်ဒါကပုံးခိုခန်းလားဘာအတွက်လဲကက်ယောဂအတွက်လားမဖြစ်နိုင်ဘူးဖြစ်နိုင်ချေအားလုံးကိုဘဲလိုက်တော့နောက်ဆုံးတစ်ခုကဘလော့ပဲမစီမဆိုင်ဖြစ်နေပါစေအမှန်တရားထိရမယ်ကျမထင်တယ်ကျမမိဘတွေတခုခုတော့တင်းကြားထားရပြီတကားကိုပြန်ပိတ်လိုက်ပြီးတိတ်စိတ်ဖဲရပ်နေလိုက်တယ်သူတို့ခြေသားနေကိုကြားရတဲ့အထီးပေါ့ဖုတ်ကောင်တွေလားမသိဘူးတိတ်တော့မသေးချဘူးအမေကခေါင်းခါပြတယ်ချီအမေပြောတာကိုနားထောင်အတန်မထွက်နဲ့ဘယ်မှမသွားနဲ့အမေပြောတဲ့အထီးဒီမှာပဲတိတ်နေအမေကဘာလုပ်ရမလဲဆိုတာစဉ်းစားမယ်မင်းတို့မှတ်မိသေးလားငါတို့ရဲ့ဝမ်းကွက်ညီကိုဦးလေးရဲ့သားလေဟုတ်တယ်သူကဒီဘကိုပညာသွားတင်ခဲ့တာမဟုတ်လားအခုဆိုဇီဝဓာတ်ဓာတ်ခွဲခန်းတစ်ခုမှလက်ထောက်အဖြစ်လုပ်နေတာပေါ့လွန်ခဲ့တဲ့နှစ်လလောက်တုန်းကသူကဦးလေးလို့ကိုစပို့တယ်သူတို့ဓာတ်ခွဲခန်းကဂူတစ်ခုထဲမှာမြောက်တစ်ကောင်ရဲ့အလောင်းကိုတွေ့ခဲ့ကြတယ်တဲ့ဘာမခတွေကစစ်ဆေးကြည့်တော့အဲ့ဒီမြောက်အလောင်းမှာမြောက်တွေကိုသိစေနိုင်တဲ့ Shakit virus မျိုးရှိနေတာကိုတွေ့ခဲ့ကြတယ်ယောဂပိုးရဲ့ရင်တရားကိုတော့အပြည့်အစုံမသိရသေးဘူးအလောင်းကိုတော့ပိုးတန်းတဲ့ပစ္စည်းတစ်ခုနဲ့ထိန်းသိမ်းထားတယ်ပေါ့အဲ့ဒီအချိန်တုန်းကငါဝမ်းကွဲကဖေးကိုဖုံးဆက်ပြီးအသင့်ပင်ထားဖို့ပြောခဲ့သေးတယ်အဲ့ဒီအလောင်းနဲ့ပတ်သက်ပြီးတခုခုတော့မမှန်ဘူးလို့သူခန်းစားနေရတယ်တဲ့ Shakit virus
virus ကူးစက်ခံထားရပေမဲ့အလောင်းကပိုးပွေးခြင်းမရှိဘဲပုံမှန်အတိုင်းပဲရှိနေတာကိုသူကတော့ပေါမော့ခကိုဒီသူတေသနာကိုရပ်ပြဖို့အကြံပေးခဲ့တယ်ဒါပေမဲ့သူ့စကားကိုဘယ်သူမှနားမထောင်ခဲ့ကြဘူးဖေဖေကပြောရင်းဆိုရင်သူ့ဖုန်းကိုထုတ်ပြီးကျွန်တော်ကိုပြတယ်အဲ့ဒါကကျွန်တော်ဝန်ခွဲနဲ့ဖေဖေတို့ရဲ့စကားပြောမှတန်းပေါ့3ရက်အကြာမှာတော့သူကအတန် message ပို့လာတယ်အလောင်းပြန်အသက်ဝင်ပြီးကပ်ပြီးဒီဘက်မရှိတော့ဘူးတပတ်သူ့အတန်ကပြတ်တောင်းနေချင်းတေးဟင်းတန်လိုငိုတန်လိုလဲကြားလိုက်ရတဲ့နာလို့ထင်မိတယ်ကျွန်တော်တို့လည်းဦးလေးတို့ကိုဆက်ထွေကြည့်တယ်သူတို့ကတော့ကြည်လက်တောင်ပေါ်ဒေသကစွန့်ပစ်ထားတဲ့ရေစင်ဟောင်းတစ်ခုကိုဝယ်ပြီးအဲ့ဒီမှာခဏလောက်နေဖို့စီစဉ်ထားတယ်ကျွန်တော်စိတ်ထဲမှာဘာမှမရှိတော့ဘူးငါတို့ရဲ့ညှဉ်းချတဲ့ဘဝကုံဆုံးတော့မှလားတတိပြန်ဝင်လာတော့မိဘတွေကိုပြေးဖက်လိုက်ကပီးကြီးထဲမှာတော့ကျွန်တော်တို့မိသားစုအတူတူရှိနေသေးတယ်ဆိုတာကဘာပြက်ချင်းမှရနိုင်တဲ့အကြီးမားဆုံးပျော်ရွှင်မှုပဲဖြစ်လိမ့်မယ်ဖေဖေကကျွန်တော်ပခုံးကိုပုတ်ငါတို့ရဲ့ရေခါဆူဆောင်ရေးမပြီးသေးဘူးသားတယ်ဖေဖေနဲ့မိမိစဉ်းစားမိတဲ့ရေခါတွေကနီးနေသေးတယ်အွန်လိုင်းကနေလည်းမီးလို့မဖြစ်ဘူးလိပ်စာပေါ်သွားမှဆိုလို့ဒါဆိုငါတို့အတူအကြီးနစ်နာလိမ့်မယ်ဟုတ်တယ်ကဘာပြက်ကတ်မှာအကြောက်ဆုံးကသွေးစာနေတဲ့ဖောက်ကောင်တွေမဟုတ်ဘူးလူစိတ်နှလုံးပဲလူရှိရဲ့ပฏิပတ်ခါရှိတာပဲဖေမှန်ပါတယ်ဒါဆိုရိတ်ခါဒီထားဝဲမလားရှိပြီးသားတွေကိုစရင်လို့မလားပစ္စည်းတွေကအများကြီးပဲနော်အရင်ဆုံးရိတ်ခါသွားဝဲကြမယ်3ရက်ပဲကြံတော့တယ်ကဲခွဲပြီးဝဲကြတာပေါ့တက်နိုင်တဲ့လောက်ဝဲပြီးအင်ကိုပို့ခိုင်းလိုက်မယ်ကျွန်တော်ချက်ချင်းတားလိုက်တယ်အရင်တုန်းကပစ္စည်းတွေဝဲဆူတုန်းကဘသူများတီးသွားသေးလဲဖေမေကပြုံးပြီးစိတ်ချလက်ချဖျော်ပြတယ်စိတ်မပူပါနဲ့ဖေကလိပ်စာမပေါက်ချအောင်ပြောထားပြီးသားတားမလွယ်ရင်ငါတို့အင်္ဂလိပ်ကိုဘသူမှမတီးဘူးဝဲတဲ့ပစ္စည်းတွေအားလုံးကိုအင်ဟောင်းကိုပဲပို့ခိုင်းတယ်ဒါမှငါတို့အဲ့ဒီမှာပဲနေသေးတယ်လို့လူတွေကထင်မှာပေါ့ပြီးတော့ညဘက်ကျမှကားနဲ့အင်္ဂလိပ်ကိုပြောင်းတယ်လာတာပေါ့ကျွန်တော်တပြင်းချလိုက်တယ်ဖေဒီလောက်လေးမှပါနာလိမ့်မယ်လို့မထင်ထားမိဘူးဖေကကျွန်တော်လက်တစ်ဖက်နဲ့မေလက်တစ်ဖက်ကိုကိုင်းပြီးကဲစပီဈေးဝယ်ကြပါပေါ့တဲ့ကျွန်တော်တို့3ယောက်ခွဲသွားကြတယ်တာဝန်တွေကိုရိုးရှင်းစွာပဲခွဲဝေလိုက်တယ်ဖေကအခြေခံလိုအပ်တဲ့စက်ပစ္စည်းတွေမေကနေ့စဉ်3ပစ္စည်းတွေကျွန်တော်ကတော့အစားအသောက်တွေဆက်ဝယ်ပေါ့မိဘတွေကိုနှုတ်ဆက်ပြီးကျွန်တော်လည်းဒီဒါတွင်အကြီးဆုံးကုံစုံဆိုင်ကိုကားမောင်းသွားခဲ့တယ်ဘူဒဟုနဲ့မို့လူတက်မများဘူးမွန်ဒီယာစာရောင်းတဲ့ကောင်တာကိုပြေးသွားတော့စင်တွေပေါ်မှာမှုအမျိုးပေါင်းများစွာကိုတွေ့ရတယ်ကျွန်တော်လည်းစဉ်းစားခံဝင်သွားတယ်ပထမဆုံးအနေနဲ့ဖောက်ကောင်တွေကအနက်နဲ့အတန်းကိုတီးတက်သလားမသိဘူးဒါကြောင့်ဟော့ပေါ်ခရူခောက်ဆွဲလိုဟာမျိုးတွေမဝေတော့ဘူးပင်စင်ရတာလည်းခက်တယ်လို့အနက်ကလည်းတော်တော်လေးမွေးတာဆိုတော့တခြားသူတွေအနက်ရပြီးဗီလာလဲမှာလူရှိတယ်လို့တီးသွားရင်ငါတို့အန်ဒီရရှိသွားနိုင်တယ်ဒုတိယကတော့အာလူကျော်လိုမျိုးတွေကနေရာအများကြီးယူပြီးစားရင်လည်းစုညံဒါကြောင့်ဒါတွေလည်းခြံခဲ့လိုက်အဆက်ချောင်းတွေလည်းမဝယ်ဘူးရေအရမ်းငတ်စေလို့ရေကတန်ဖိုးရှိတဲ့အရင်မေးဖြစ်လာမှာဘစ်ကစ်တွေလည်းမဝယ်တော့ဘူးအရမ်းချောက်တွေပြီးရေအများကြီးလိုအပ်ဂျယ်လီလာမဟုတ်ဘူးနေရာယူတယ်လို့ဘိုက်လည်းမပြေဘူးဒါနဲ့မုံတေးစာကောင်တာတစ်ခုလုံးကိုဖျက်ပြီးအမဲချောက်ဝက်သားချောက်ပြီးတော့တစ်တီချောက်အမျိုးမျိုးပဲယူခဲ့တယ်ဒါတွေကအားလည်းထိစေပြီးနေရာလည်းမယူဘူးအကောင်းဆုံးပဲမြေအောက်ခမ်းမှာဘလောက်နေရာရှိလဲမသိတော့ထိရောက်တဲ့ပစ္စည်းတွေပဲဝယ်ကပိုးကောင်းတယ်အဲ့ဒီနောက်တော့ဟင်းသီးဟင်းရွက်ကောင်တာကိုထွားတယ်လက်ဆက်ဆင်းဆိုနေတဲ့ဟင်းသီးဟင်းရွက်တွေကိုမြင်တော့ကျွန်တော်ကောင်းတွေပါကြိုက်လာတယ်ဟင်းသီးဟင်းရွက်တွေကတတ်တန်းတိုးပြီးအလွယ်တကူပို့ပွားတတ်တယ်ဒါပေမဲ့ဒါဒီမပါဘဲလဲငါတို့အသက်ရှင်လို့မရဘူးလေဒါကြောင့်ဟင်းသီးဟင်းရွက်တွေကိုကူလောလောဆယ်မဝယ်သေးပဲအိမ်ချမှာမိဘတွေနဲ့တိုင်ပင်ပြီးဘလို့ဖြည့်ရှင်းရမလဲဆိုတာစဉ်းစားဖို့ဆုံးဖြတ်လိုက်နောက်ဆုံးတော့အိတ်ခဲအစားကောင်းတာကျွန်တော်ကပတ်ကြည့်လိုက်တယ်ဝတ်သားအမဲသားချက်သားပင်လယ်စားတွေအားလုံးကိုတစ်ခုချင်းစီမယူတော့ပဲလိုအပ်တာတွေကိုမှတ်ထားလိုက်အချိန်လည်းမရှိသလိုအများကြီးလည်းမတည်နိုင်တာကိုနောက်ဆုံးတော့ဆန်နဲ့ခောက်ဆွဲကောင်းတာကိုတွားပြီးလိုအပ်တဲ့ခောက်ဆွဲအမျိုးအစားတွေဖတ်ထုတ်တွေဝန်တန်တွေကိုရွေးလိုက်တစ်ခုချင်းစီယူပြီးကားကိုမန်နေဂျာရုံးခန်းစီတန်းတန်းမှတွန်းသွားလိုက်ကျွန်တော်ကကားထဲမှာရှိတဲ့ပစ္စည်းတွေတမျိုးစီကိုဆဲဖာစီလိုချင်တယ်လို့ပြောလိုက်တယ်အမှားအစာကြီးမှန်းထီတော့မန်နေဂျာကကျွန်တော်ကိုလိုက်ပို့ပေးဖို့အလင်းအမြန်ရောက်လာတယ်အေခဲအစားကောင်တာကပစ္စည်းတွေကိုလက်ညှိုးထုတ်ကြပြီးဝတ်သား30ကီလိုအမဲသား30ကီလိုငါး30ကီလိုပြည်ကြီးငါ30ကီလိုပုတ်ဆုံ30ကီလိုလိုအပ်တယ်လို့ပြောလိုက်တခြားပင်လယ်စာတချို့လည်းဝယ်လိုက်သေးတယ်အဲ့ဒီညမှာလည်းအကုန်စပြနိုင်မယ်လို့စဉ်းစားမိတာပေါ့အဲ့ဒီနောက်စာအိတ်20ကျုံအိတ်20စီစာဆော့ရှာလကကြီးပဲငံပြကြီးချက်ပြိုးဝိုင်းစားတဲ့အခြေခံဟင်းခတ်အငွေးချိုင်တွေကိုကမျိုးကို9ပါစီရွေးလိုက်တယ်နောက်ဆုံးတော့ငွေရှင်းပြီးအိမ်ဟောင်းလေးစာကိုပေးခဲ့တယ်ပစ္စည်းပို့ပေးဖို့ပြောခဲ့ပြီးကျွန်တော်လည်းအိမ်ဟောင်းကိုကားမောင်းပြီးတွဲဆောင်နေခဲ့တယ်စောင့်နေတော့မှအစားတောက် application တစ်ခုကနေခောက်ဆွဲ6ဆယ်ဖာကြော်ထပ်မှလိုက်သေးတယ်10မိနစ်လောက်ကြာတော့ကားကြီးတွေကကျွန်တော်အိမ်ဝင်းထဲကိုတစီးပြီးတစီးဆက်ရောက်လာတော့တာပဲခြံထဲမှာပဲချက်ထဲပါဗျာရပါတယ်လို့ကျွန်တော်ပြောလိုက်တယ်သူတို့အိမ်ထဲကိုဝင်လာတာကိုမလို့ချင်ဘူးဘာလို့လဲဆိုတော့ပရိဘောက်ကတွေကအကုန်နီးပါးရွှေထုတ်ထားပြီးသားလေငါတို့ဒီမှာတကယ်မနေဘူးဆိုတာကိုသူတို့သိသွားလို့မဖြစ်ဘူးတနေ့လုံးအလုပ်ရှုပ်ခဲ့တယ်ခြံထဲမှာပစ္စည်းတွေအတိအထီသွားတဲ့အထီပေါ့သူတို့ပြန်သွားတော့အလုပ်သမားတချို့ပြောသွားတာကိုကျွန်တော်ကြားလိုက်ရတယ်ဒီလောက်အများကြီးဝယ်ထားတာကက်ရုပ်ကကြောင့်ပိတ်ဆို့ထားမျိုးဖြစ်လာရင်တော့တခြားသူတွေကမနှလို့ဖြစ်ရမှာပဲတဲ့သူတို့ကရေမောစနောက်နေကြတာကျွန်တော်ရင်ထဲမှာကက်လက်လက်ခွန်သွားတယ်ညံ့လွတ်မှဖြစ်တော့မယ်ဒီအလုပ်သမားတွေကဒီမှာပစ္စည်းတွေအများကြီးရှိမှသိနေပြီဖောက်ကောင်တွေပေါ်လာတဲ့အခါသူတို့လာနိုင်လားပစ္စည်းတွေလာလို့နိုင်လားဒါတွေကိုဘယ်သူမှမသိအောင်မောင်မိုက်ထဲမှာရွှေ့ပြောင်းမှဖြစ်တော့မယ်ကျွန်တော်မိဘတွေကိုဖုန်းဆက်ပြီးပစ္စည်းရွှေ့ဖို့ဘဲတော့လာမလဲမေးလိုက်တယ်သူတို့ကကျွန်တော်ကိုအိမ်ဟောင်းမှာပဲအရင်နေဖို့ညနေမှာသူတို့ရောက်လာမယ်လို့ပြောခဲ့တယ်အိမ်ထဲကစောင့်ကြည့်ကင်မရာကိုဖြုတ်ပြီးခြံဝင်းတစ်ကုတ်လုံးကိုခြုံကုန်မိစမဲ့အညီအပုံလေးမှာတက်ဆင်လိုက်တယ်အဲ့ဒီနောက်အိမ်ထဲမှာညင်လေးထိုင်ပြီးဖုန်းနဲ့အပြင်ဘက်အခြေအနေအားလုံးကိုစောင့်ကြည့်နေခဲ့တာပေါ့အပြင်မှာတော့မောင်နေပြီးခြံမီးနဲ့လည်းမဖွင့်ထားဘူးခြံစည်းရိုးကအမိကြီးဆိုတော့အပြင်ကအကြည့်ညူဘာမှမသိတဲ့ပစ္စည်းပုံကြီးလို့ပဲမြင်ရမှာတော်သေးတာပေါ့မိုးမလင်းခင်အဖီးပြောင်းရမှာလीမိနစ်တနားရီလောက်မှာဖုန်းတန်ကြောင်ကျမနိုးလာခဲ့တယ်အဖေနဲ့အမေရောက်လာပြီတဲ့ကျမတို့3ယောက်သားတိတ်ဆိတ်ပဲပစ္စည်းတွေကိုကားနဲ့အလဲကျတဲ့ကြရွှဲ့ကြနေပေါ့ဒီအညာမှာကျမတို့ပဲပြောင်းရွှေ့လာသေးတာဆိုတော့ညာဘက်လုံခြုံရေးမှုလည်းရှိမနေဘူးကားနံပါတ်ပြစကန်ဖတ်ပြီးဝင်တာဆိုတော့ဘယ်သူမှကျမတို့ကိုမမြင်လိုက်ကြဘူး
ဒီလိုနဲ့တညာလုံးမနာတန်ရွှေ့ခဲ့ကြရကနေအစားအသောက်ဒီအားလုံးကိုအဖိတတဲယူနိုင်ခဲ့တယ်ဘယ်ဖြစ်စီဘလောက်ရှိလဲအဖေနဲ့အမေဘာဒီများကြိုတင်ပြင်ဆင်ထားလဲဆိုတာကြည့်ဖို့တောင်ကျမမှာအားမရှိတော့ဘူးခေါင်းဦးနဲ့ခေါင်းထီတာနဲ့ကိုမင့်မျောသွားတော့တာမဲမနှက်ကြတော့နိုးလာတယ် ပင်လင်းတကာလိုက်ကကိုဖွင့်ကြည့်လိုက်တော့မြက်ခင်းပြင်ပေါ်မှာနေရောင်ကြီးကဖျားကြော်နေတာပဲဘာရလို့ကဘာပြက်မဲ့လက္ခဏာမျိုးတော့မမြင်ရပါလားတတိယထက်ကိုတက်သွားတော့အဖေနဲ့အမေကမနှက်စာတော့ပင်စီပြီးစီးနေပြီးမနှက်စာစားဟင်းကျမတို့ကိုမေးလိုက်တယ်ဟင်းဒီဟင်းရွယ်ကိစ္စဘလို့လုပ်ကြမလဲပေါ့အမေကခြံထဲမှာစိုက်ကြရအောင်နဲ့ဇွန်ဘီဇလန်ဒီထဲမှာဆိုဗီတာမင်ဓာတ်ပြည့်ဝအောင်အမြဲတမ်းဟင်းဒီဟင်းရွက်တွေစိုက်ကြတယ်လို့ဖတ်ဖူးတယ်လေတဲ့နောက်ပြီးတော့ခြံစည်းရိုးတွေနဲ့ကားထားတာဆိုတော့ပိုပြီးလုံခြုံလိမ့်မယ်လို့လည်းပြောတယ်ကျမခဏလောက်စဉ်းစားလိုက်တယ်မချစ်ဘူးမလုတ်တင်ဘူးလို့တယောင်ရောက်လာခဲ့ရင်ကျမတို့အားလုံးမြေအောက်ခံထံမှာပုံကြမှာသူတို့အိမ်ထဲဝင်လာပြီးဘသူမှမရှိတာကိုတွေ့သွားရင်တောင်လက်ဆက်တဲ့ဟင်းဒီဟင်းရွက်တွေအစားအသောက်တွေကားတွေမြင်သွားရင်ဘသူတွေပေါင်းနေလဲတက်တောင့်တက်တာနေနေကြတယ်ဆိုတာကိုရှင်းရှင်းလင်းလင်းသိသွားကြမှာမဟုတ်ဘူးလားပစ္စည်းတွေအများကြီးရှိတယ်ဆိုတာကိုပါသူတို့ခံမမိသွားနိုင်တယ်အရန်ကိုအန်တရများတယ်အဖေလည်းကျမနဲ့တော်တော်လေးသဘောတူတယ်ခြံထဲမှာစိုက်တာအရန်ကိုစွန့်စားရရုပ်တယ်တဲ့ခြံစည်းရိုးကိုပိုးပြီးခိုင်ခအောင်လို့မလားလို့မဲတော့ကျမခေါင်းခါလိုက်တယ်ကျမတို့ရက်ွက်ကအိမ်ပုံစံတွေကအကုန်တူညီနေတာဒီအိမ်ကလက်တွေကြားထဲမှာကျမတို့အိမ်ကိုပုံကွယ်နိုင်ဖို့ဆိုပုံပန်းတန်တန်ကိုဖြောင်းလဲလို့မရဘူးကျမတို့အိမ်ကနောက်ဆုံးမှရှိတာလူရဖို့လာကြရင်ရှေ့ဆုံးကအင်ကြီးတွေကိုပဲရှာဖွေကြမှာနောက်ဆုံးကအိမ်တွေကတော့လူမရှိဘူးထင်ပြီးရှာဖွေတာရပ်သွားကြမှာပဲအဲ့ဒါကမှကျမတို့တော့အကျိုးအရှိဆုံးပဲကျမရဲ့အစီအစဉ်တွေကိုမိဘတွေကိုရှင်းပြလိုက်တယ်ပထမဆုံးအနေနဲ့ဒီအင်ကြီးရဲ့မူလပုံစံတိုင်းပဲထားမယ်ဘာမှထပ်မထည့်ဘူးရန်သူတွေကခြံစည်းရိုးတွေကိုဂရုမစိုက်ဘူးဒါကြောင့်သူတို့မဝင်ဟာနိုင်အောင်တာမန်ခြံစည်းရိုးတစ်ခုဆိုလုံလောက်ပြီဒုတိယအချက်အနေနဲ့အောက်ထပ်မှာရပ်ထားတဲ့ကာတုံစီကအရန်ကိုတီးထားလွန်းတယ်ကျူကျော်သူတယောက်ကကျမတို့ပဲဒီမှာနေတာလို့တီးသွားခဲ့ရင်ကြံရှိနေတဲ့ဖြစ်စီလေးလေးအတွက်အိမ်ထဲမှာအကြာကြီးနေသွားနိုင်တယ်အဲ့ဒါကမြေအောက်ခန်းကကျမတို့ပုံခိုတဲ့နေရာကိုသူတို့တွေ့သွားနိုင်ချေကိုပို့ပြီးတိုးလာစေလိမ့်မယ်တတိယအချက်ကတော့မြေအောက်ခန်းမှာပန်ကဖွင့်ထူလက်စစ်မီလို့တယ်ဒါပေမဲ့ကျမတို့အိမ်မှာပဲဆိုလာပြားရှိနေရင်ဒါလည်းအရန်သိတာတယ်အိမ်တိုင်းမှာတစ်ခုစီရှိအောင်ထပ်ဝေတာအကောင်းဆုံးပဲဆိုလာပြားတွေကစွမ်းအင်ပိုးတို့လောင်ပိယုံတာမကပဲကျမတို့ကိုတွေ့ရှိသွားမယ့်အန်ဒရီကိုလည်းရှော့ခပ်ပေးလိမ့်မယ်ချက်ထုတ်တာအချက်ကရေကိစ္စရေတန့်ဘူးတွေစုဆောင်းတာအကောင်းဆုံးပဲကံကောင်းတာကကျမတို့မြေအောက်ခန်းထဲမှာဆိုတော့အဆောက်အုံရက်ဝင်ဘူးထားနိုင်စွမ်းအကြောင်းစီပူစရာမလိုဘူးဆိုလိုတာကကျမတို့အများကြီးတိုးလောင်ထားနိုင်တာပေါ့ရေတန့်စင်ဆက်လည်းထားနိုင်ပေမဲ့တတ်နိုင်တယ်လို့အနည်းဆုံးပဲသုံးတင်တယ်နောက်ဆုံးအခြေအနေမှာဒါသုံးတင်တာပေါ့ပင်စမအချက်ကဟင်းဒီဟင်းရွက်တွေအခုချိန်မှာအများကြီးဝယ်စားလို့ရတယ်လို့တနတ်တွေလည်းစုပ်ထားနိုင်တယ်နောက်ပိုက်ကြရင်တော့ရေခမ်းချောက်ဟင်းဒီရွက်တွေပဲကြံ့တော့မှာအဲ့ဒါဒီကိုရေပြန်စိမ့်ပြီးစားရမှာကတခုတည်းတော့ဖြည့်ရွှေ့နေပဲချက်သမားအချက်ကရေခက်တဲ့တာအကြီးကြီးတွေအများကြီးဝယ်ထားဖို့လိုတယ်ကျမတို့ဝယ်ထားတဲ့အသားငါးတွေကအချိန်တော်ကြာတရှိခတ်မှလေကျမရဲ့အစီအစဉ်တွေကိုနားထောင်ရင်မိဘတွေကအံ့တော်သွားကြတယ်သူတို့ရင်ထဲမှာငါတို့သမီးကြီးပြန့်လာပြီးအရာရာကိုစဉ်းစားတတ်နေပြီဆိုပြီးတော့ခန်းစားသွားကြရတာပေါ့စိတ်မပူပါနဲ့ရေခက်တဲ့တာဒီနဲ့ရေကိစ္စကိုမိအဖေအရင်တက်ကဆောင်ရွက်ပြီးသားမြေအောက်ခံတဲ့ရန်တွေကိုလည်းခိုင်ခန့်အောင်လုပ်ပြီးအသက်လုံးအောင်ပြုတ်လုပ်ထားတယ်လို့ပြောတယ်ဆက်ဆက်မြေအောက်ခံတဲ့ကပစ္စည်းတွေကိုမင်းမမြင်သေးဘူးဆိုတာသိချတယ်ဒီနေ့မိအဖေကိုအကင်ထွက်ပြီးပစ္စည်းတွေထပ်ဝယ်ခန့်ရအောင်ငါတို့ကအိမ်မှာစီရင်စစ်ပြီးဘာတွေလိုနေလဲဆိုတာပြောပေးမယ်ဒါပေမဲ့မင်းရဲ့ညီမလေးကတော့တပတ်ပဲကြမ်းတော့တယ်ဘယ်နေ့လဲအတိအကျမသိဘူးဆိုတော့ဒီရက်ပိုင်းအပြင်မထွက်တာအကောင်းဆုံးပဲလို့ပြောတာပဲဒါနဲ့ကျမနဲ့အမေကမြေအောက်ခံကိုပြန်ဆင်းသွားကြတယ်အဖေကတော့ဆိုလာပြားတွေဝယ်ဖို့သွားတာပေါ့မြေအောက်ခံနဲ့ရောက်တော့မှကျမတို့ပစ္စည်းတွေကိုတကယ်ကိုအများကြီးတော်လောက်ထားတာကိုတွေ့လိုက်ရတယ်တကယ်တော့ကျန်တဲ့အခန်းလေးခန်းကရေတွေနဲ့ရေခဲထစ်သားတွေအထွာသုံးထားတာပဲကျမဖွင့်ကြည့်လိုက်တဲ့အခန်းကတော့အင်သုံး16လီတာရေတက်မှုတွေနဲ့ပြည့်လူနီးပါပဲအထဲဝင်ပြီးရေတော်ဖို့တော့မထွင်နိုင်ဘူးအခန်းလေးခန်းတွေကတုံခန်းကရေတော်လောင်းဖို့သုံးထားတာကျန်တဲ့အခန်းမှာတော့အထူးပြလူထားတဲ့ရေခဲထစ်သားဤလေးလုံးရှိနေတာပေါ့အဲ့ဒီထက်ကနှလုံးကတော့အခန်းနှစ်ခန်းပါတဲ့ပမာဏများများဆန်တဲ့ model တွေဘယ်ဘက်ချမ်းမှာလီတာ900ဆန်ဒီအရေခန့်တက်တဲ့ညာဘက်ကတော့လီတာ490ဆန်နဲ့တီးချရေခက်ခန့်ပေါ့အဲ့ဒီရေခက်ဒေတာတွေထဲမှာလက်ဆက်တဲ့အသားဟင်းသီးဟင်းကျွဲနဲ့အသီးနာနီပြည့်နေတာပဲလက်စစ်မီးမလို့လောက်မှဆိုတော့ကြောင့်အမင်းနဲ့ကျမကအခုတော့အဲ့ဒါတွေကိုတိုးလောင်းဖို့ပဲတုံးမယ်မီးပြတ်တာနဲ့ရေခက်ဒေတာနဲ့လုံးကိုပိတ်လိုက်ဖို့ဆုံးဖြတ်ထဲကြတယ်အဲ့ဒီနောက်မြောက်ခန့်အဓိကနေရာမှာတော့အစားတုပ်တွေကိုဇုံအလိုက်စီစစ်လိုက်ကြတယ်ကျမမနစ်ကဝယ်ခါတာတွေနဲ့ဆိုစိုင်းအိတ်120ဂျုံအိတ်120ခေါက်ဆွဲဘူး90တဘူး30ထုတ်ကျဆန်ဘူး30တဘူး9ထုတ်ဖတ်ထုတ်ဘူး20တဘူး9ထုတ်ဖတ်ထုတ်ကြော်ဘူး20တဘူး9ထုတ်နဲ့အရာကောင်မျိုးစုံအတင်းစားခေါက်ဆွဲဘူး20စီတဘူး24ထုတ်တွေအပြည့်စီနေတာပေါ့နောက်ပြီးတော့ဟင်းခမွေးကြိုင်ကသူမျိုးကို9ဘူးဟင်းချက်စီ30ဘူးဖိတဲ့ထားတဲ့ဘစ်ကစ်9ဘူးကော့ပဲတီနန်ဆန်ခေါက်ဆွဲဆက်လာဒီအိတ်30အိတ်စီစီတော့ဘူးအမျိုးမျိုး30ဘူးအုတ်ကြုံ90အိတ်ဝက်စီဖတ်30ဘူးအသား6 30ဘူးအတီးနန်6 30ဘူးပြီးတော့မနစ်ကဝယ်ထားတဲ့အေးခက်ဘက်ဟီခွန်ဒီလာရှိသေးတာပေါ့ဒါတွေအားလုံးကတော့အစားတုပ်တွေပဲအခြေခံစားစရာတွေကတော့ပေါ့ပေါ့များများရှိတယ်တရေစားဆိုတာမျိုးတော့မရှိဘူးရေချိုးတာလည်းတခြားပေါက်ရှော့ချရတော့မှာပေါ့နေရာလို့ရအောင်အမေဝယ်လာတဲ့ပစ္စည်းတွေကိုခွဲထုတ်လိုက်တယ်ဗျာရှမ်ပူ9ဘူးစက်ပြာကြီး9ဘူးတွားတိုက်ဆေး9ဘူးတွားတိုက်တန်10ချောင်းမျက်နှာတစ်ဆေး6ဘူးရေချိုးပွတ်တန်10ခုနဲ့တပတ်6ထဲပဲခြံထားခဲ့တယ်ကျန်တာတွေအကောင်လုံးကိုတော့အပေါ်ထပ်စားကြည့်ခန်းတဲ့တွားသိမ့်ပြီးတွားခတ်ထားလိုက်တော့တယ်ကိုအခန်းပြီးတော့မိဖအခန်းကိုပါတစ်ချက်ကြည့်လိုက်မိတယ်နှခမ်းလုံးကအရာနဲ့စားပွဲတစ်လုံးစာလောက်ပဲရှိတဲ့အခန်းတေးသေးလေးတွေဘီရိုတော့မရှိဘူးအဝတ်ချိတ်ပဲရာဒီအလိုက်အဝတ်အစားနည်းနည်းစီလောက်ပဲချိတ်ထားတာတွေ့ရတယ်တကယ်ဆိုလှလှပပလေးတွေဝတ်လို့ရတော့မှမဟုတ်ဘူးပေါ့အခန်းတိုင်းမှာရေချိုးခန်းအိမ်သားလေးတီးတန့်စီပါပဲရေချိုးခန်းထဲမှာအိမ်သားနဲ့ရေပန်းပဲရှိတယ်ဒါပေမဲ့အခန်းချင်းပင်းမဲ့ကို့အသက်တော့အဆင်ပြေပါတယ်အဲ့ရဖို့ပဲလိုတယ်လေတကယ်တော့ပစ္စည်းတွေထားဖို့နေရာတော့မရှိတော့လို့ကိုကျင်းနေတာပါမြေအောက်ခန်းမှာတော့ပွင့်လင်းမီးဖိုချောင်းရဲ့ရိုးရိုးမီးဖိုတစ်လုံးရဲ့ရှိတယ်မီးဖိုချောင်းသုံးပစ္စည်းတွေကတော့အဆက်တက်ကရှိနေတာနေအောင်ချီမရတော့အဝတ်လမ်းဖို့နေရာလည်းမပြင်ဆင်ရသေးဘူးဒါပေမဲ့အမေကတော့လူမရှိတဲ့အချိန်တိတ်တိတ်လေးအပြင်မှာလမ်းပြီးမြန်မြန်ပြန်တင်ရမယ်လို့ပြောတယ်ဒါနဲ့အဖေကိုဖုန်းဆက်ပြီးပစ္စည်းတွေထပ်ဝယ်ဖို့ခိုင်းလိုက်တယ်ကင်မရာတွေပေါ့
တေးလီကောင်းလီပဲရက်ကွက်အနံထောက်နေအားဆိုမှတတ်ဆင်ဖို့စီစဉ်ထားတယ်ဗျာဘသူလာကြိုတိရအောင်ပေါ့အဲ့ဒီနောက်တော့အပေါ်ထက်ကပစ္စည်းတွေထပ်ချရတယ်စောင်းတွေကွမ်းဖုံးတွေအစချီတာတွေပေါ့အေးတန်ကောက်ွယ်ဖို့လေမြေရောက်ခါနေဘလောက်ချာနီးရမလဲဘသူတိမှာလဲအလဲမှာဆိုဖာအသေးလေးတွေလုံးချတယ်ကိုယ့်ရတိုင်ပိုကြီး project တာနဲ့နှစ်တေးအကြာကြီးတင်းထားတယ်ဗီဒီယိုဂိမ်းဆက်ကိုလည်းမြေရောက်ခါနေယူလာခဲ့တယ်ဒီညတော့မယူနိုင်တဲ့ CD တွေရုပ်ရှင်တွေ download ဆွဲဖို့စီစဉ်ထားတယ်မိသားစုလိုက်စကားပြော TV ကြည့်ဂိမ်းကစားပြီးအချိန်ဖြုံးလို့ရပြီပေါ့မြေရောက်ခါနေပစ္စည်းတွေပြည့်ကျနေတာတွေ့တော့ဝမ်းတာတယ်လို့စိုးရင်တယ်လို့ခန်းစားရတယ်အကယ်၍လူတွေဒါကျွန်တော်တို့ကိုရှာတွေ့သွားရင်ဘယ်လိုလုပ်မလဲထုံးရောက်ရှိပေမဲ့တမားတဲ့လက်နက်ကိုင်အဖွဲ့ဆိုရင်တော့ခုတ်ခံဖို့ခက်ခဲမှာပဲဒါကြောင့် diesel generator နဲ့လေးလံတဲ့စက်ပစ္စည်းတွေကိုဝေးပေါက်မှာချထားလိုက်တယ်သူတို့ကိုရွှေ့မှာပဲတခါဖွင့်လို့ရမှာအပြင်ကနေတွန့်ပြီးအတင်းဝင်ဖို့ကတော့မဖြစ်နိုင်သလားပါပဲမိဘတွေကိုကောင်းကောင်းကာကွယ်ပေးဖို့တတိထားရမယ်လို့ကိုတတိပေးလိုက်တယ်မိအောက်ခံစီစဉ်လို့ပြီးတော့ညောက်တောင်အတော်မောင်းနေပြီးအပေါ်ထပ်ပြန်တက်လာခဲ့ကြတယ်အမေကညံစာပြင်းဖို့မိဖို့ချောင်းနဲ့ဝင်သွားတယ်အဖေမပြန်သေးတော့ကိုလည်းဝေးဖို့ကိုအဆက်မပြတ်ဖတ်နေလိုက်တာပေါ့ဒါပေမဲ့ရုတ်တရက် trending topic ဆဲမှာ keyword တစ်ခုတက်လာတယ်ဗျာဖုတ်ကောင်ဖတ်မိပြီတဲ့ကိုလန့်သွားတယ်တကယ်ပဲပေါ်လာပြီလားနှိတ်ကြည့်တော့ blogger တယောက်ရဲ့စာသားပဲကဘာပြတ်တော့ပဲဖုတ်ကောင်တွေရောက်လာပြီတဲ့ဗီဒီယိုလည်းမရှိပြန်စားမှမရှိဘူးအဲ့ဒီစာသားလေးပဲ IP ကိုစစ်ကြည့်တော့ကိုတင်ထားတဲ့အတိုင်းဝမ်းကွယ်ညီမလေးနိုင်ကနေပဲတကယ်လို့ကူးစက်မှုမြန်ပြီးဒီထိရောက်လာရင်ဆိုပြီးတွေးနေတော့မှပဲတကားဖွင့်တန်ကြားရတယ်အဖေကကင်မရာဆက်ဘူးကြော်ကြည့်တဲပြီးပြန်ရောက်လာတာဒီပင်ဟိုကင်မရာတွေရဖို့စိုင်အများကြီးကိုတွားဝယ်ခဲ့ရတာတဲ့ကိုအញ្ញံပျော်သွားတယ်ဒါဆိုကင်မရာတွေအလွယ်တကူရှာတွေ့မှာကိုစိတ်ပူစရာမလိုတော့ဘူးဒီညတော့ရက်ကွက်ပတ်ပြီးအကျန်းချင်းမြေပုံဆွဲမယ်ပြီးတော့ကိုတို့အင်ကိုအလဲဘဟိုထားပြီးကင်မရာတွေကိုအဝိုင်းပုံစံတက်ဆင်ဖို့စီစဉ်ထားတယ်ညစာစားပြီးတော့အဖေနဲ့ကိုကတူရဲ့ဓားလေးတစ်ချောင်းရဲ့ယူပြီးလမ်းလျှောက်ထက်လာခဲ့တယ်ပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်လိုက်တော့ကိုတို့ကလွယ်တခြားဘသူမှပြောင်းလာတာမတွေ့ရဘူးအိမ်တွေကအတစ်ထိနေတော့တကားတွေခြံတွေအများစုကတော့မခတ်ထားတာလဲတတိထားမိတယ်ဒါဆိုဘသူမှမသိအောင်တိုက်ခန်းနေတဲ့ဝင်ပြီးဆိုလာပြားတွေတက်ဆင်လို့ရပြီပေါ့လမ်းရှောင်ရင်ဖုံးနဲ့မတန်းတင်ပြီးလမ်းကြောင်းကိုမှတ်ထားတယ်သုံးပတ်ပြီးတော့အိမ်ပြန်ရောက်တာနဲ့ရက်ကွက်မြေပုံဆွဲပြီးတကားဖွင့်ထားတဲ့တိုက်ခန်းတွေကိုမှတ်ထားလိုက်အဖေနဲ့အမေကဘာအနောက်ရှက်မှမရှိအောင်ဒီညပဲဆိုလာပြားတွေတက်ဆင်ဖို့ပြင်ဆင်ကြတယ်တခြားတိုက်ခန်းတွေမှာတက်ဆင်ပြီးရင်ဘဟုတ်ဘက်ထရီနဲ့ချိတ်ဆက်မယ်ပြီးရင်ကိုတို့အိမ်ရဲ့ဝါယာကြိုးတွေကိုအဲ့ဒီဘက်ထရီနဲ့ဆက်တွဲမယ်ဒါမှတခြားဆိုလာပြားတွေကနေပါစွမ်းနေနေရရှိမှာပေါ့ဒီတော့အတွင်းကိုကတော့ဖုန်းနဲ့ချိတ်ဆက်ထားပြီးတာပင်ဟိုးကင်မရာတွေကိုယူပြီးရက်ကွက်တောင်စုံကိုလိုက်သွားတယ်ကောင်းမဲ့ထင်တဲ့နေရာမှာတလုံးစီတက်ဆင်တယ်အထီးကဝင်ပေါက်မှာလည်းတလုံးချထားခဲ့သေးတယ်ဆိုလာပြားတွေနဲ့ကင်မရာတွေတက်ဆင်လို့ပြီးတော့အိမ်ပြန်ရောက်တာနဲ့အဖေနဲ့အမေကိုဝေဖို့ကိုပြလိုက်တယ် keyword ကပြတ်သွားပြီတဲ့အဖေကခဏလောက်စဉ်းစားလိုက်တယ်မနက်ဖြန်ကနောက်ဆုံးအချိန်ဈေးဝယ်ထွက်ရတာဖြစ်လိမ့်မယ်ငါလေးသွားမယ် utility ဓာတ်တွေလက်နက်ဖြစ်သုံးကျနိုင်တဲ့ဓာတ်မျိုးစုံဝယ်ရမယ်အင်ရှမမင်းကဆေးရုံဒါမှမဟုတ်ဆေးဆိုင်သွားပြီးဆေးဝယ်တုတ်ကွေးအစာအိမ်အကိုက်အခဲပြောက်ဆေးတွေပိုးသက်ဆေးတွေအများကြီးဝယ်တန်တရမို့ပင်အောင်ဆေးဆိုင်အများကြီးကိုသွားဝယ်ဇီးကြီးမင်းကတော့အစားတုတ်တွေဆက်ဝယ်ထားမင်းကြိုက်တဲ့မုန့်တချို့လည်းဝယ်လို့ရတယ်ကြောင်တဲတွေလည်းထပ်ဝယ်အောင်မတို့အိမ်ဟောင်းမှာစုံမယ်ဒီညပြီးရင်ကားနီကိုအဲ့ဒီမှာပဲထားခဲ့ဒီကိုယူမလာနဲ့တော့လို့အဖေကပြောတယ်ကဘာပြတ်တော့မြဒီအချိန်မနှက်ဖြန်ကအပြင်ထွက်ရတဲ့နောက်ဆုံးနေပဲလို့အဲ့ရထဲလဲရင်စဉ်းစားမိတော့ရင်ထဲလေးလံလာတယ်ဒီကဘာကြီးဘာဖြစ်သွားမလဲမနှက်ဖြန်ရဲ့ mission ကိုစိတ်ထဲမှတ်ပြီးဖြည်းဖြည်းချင်းအိပ်ပျော်သွားခဲ့တယ်မနှက်စောစောနိုးလာတော့မိဘတွေထွက်သွားနေပြီကိုလည်းပေါင်မုတ်တချဘားဆက်ထဲအမြန်ထိုးထည့်ပြီးစူပါမားကတ်ကိုကာမောင်းထွက်လာခဲ့တယ်ပုံမှန်သွားနေကြစူပါမားကတ်ကိုမသွားဘူးဝန်ထမ်းတွေကကိုတိနေပြီးထပ်သွားရင်မှတ်မိပြီးတန်တရဝင်မှာအရန်လွယ်တယ်လေတခြားစူပါမားကတ်ကြီးတစ်လုံးကိုသွားပြီးကိုအကြိုက်ဆုံးမှုတွေအများကြီးဝယ်တယ်ဂိမ်းသမားတွေတောက်တဲ့အချို့ကြီးပလင်းကြီးနှလုံးတောင်ယူလာခဲ့သေးတယ်ကြောင်တဲငါးထုတ်လဲဝယ်လိုက်တယ်ဒီတစ်ခါတော့ရိုးရိုးမုံတွေပဲဝယ်တာဆိုတော့တိတ်ကရုစိုက်စီရမလို့ဘူးပိုက်ဆံရှင်းပြီးကားပါခင်ရောက်တော့အဝေးမှာလူအများကြီးစုနေတာတွေ့ရတယ်သူတို့ဘာတွေပြောနေလဲမသိဘူးတတိထားကြီးကိုကားစီအမြန်လျှောက်သွားပစ္စည်းတွေအကုန်ကားနောက်ဖုန်းနဲ့ထည့်ပြီးကားမောင်းသူနေရာကိုရောက်အောင်သွားတယ်တကားဒီလုံခြုံစွာပိတ်ထားကြောင်းတေချာတော့မှလူအုပ်စီဖြည်းဖြည်းချင်းမောင်းသွားတယ်လူတွေကအယမ်းများနေတာအဝေးတနေရာပဲရောက်နိုင်ခဲ့တယ်ပဒင်းပေါက်ချပြီးအနားမှာရက်နေတဲ့အလဲအလက်အမျိုးသားကြောက်ကိုမေးလိုက်တယ်ဘာဖြစ်နေတာလဲလို့ကားတစ်စီးနဲ့ရောက်လာတဲ့နိုင်ငံသားလူငယ်လေးဟာကားထဲကဆင်းတာနဲ့တယောက်ပြီးတယောက်ဒုံခနဲ့လဲကြကုန်ကြတယ်မြင်လားတဆတ်ဆက်တုံးပြီးတွန့်လင်းနေတာကားသမားတော့လူနာတင်ရင်ကိုဖုံးဆက်ထားပြီးတယ်သမီးလေးတွားမကြည့်နဲ့အရန်ကြောက်စရာကောင်းတယ်လို့လက်ထဲမှာအိတ်ကြီးနှလုံးနဲ့လူတယောက်ကညင်ညင်သားသားပြောပြတယ်နိုင်ငံခြားသားတွေတွန့်လင်းနေတာတဲ့အဲ့ဒီစကားတွေကြားလိုက်ရတော့ကြိုးချမ်းသွားတာပေါ့ထုတ်ပြေးပြီးကားပြတင်းပေါက်ကိုလှိပ်ပိတ်မလို့ကြံတော့သူ့အိတ်ထဲကကလေးနှုံမုံဘူးနဘူးကိုမြင်လိုက်ရတယ်ဦးလေးလည်းအိမ်ပြန်တင်တယ်ဒီရက်ပိုင်းတုတ်ခွဲကအရန်ဆိုးတယ်လို့ကြားတယ်အစားအသောက်တွေဝယ်ပြီးအိမ်မှာပဲလုံခြုံအောင်နေတာကပိုကောင်းပါတယ်လို့ပြောမိသွားတယ်သူကလက်ထဲကအိတ်တွေကိုပြန်ပြင်ပြီးဟုတ်တယ်ငါသမီးလေးအတွက်အကောင်းဆုံးတစ်ခုခုလုပ်ပေးရအောင်မယ်လို့ပြောရင်ကားစီကိုပြန်သွားတော့တယ်ဒါနဲ့ကျမလည်းမိဘတွေကိုအမြန်ဖုံးဆက်ပြီးစူပါမားကတ်မှာမြင်ခဲ့ရတာတွေအကုန်ပြောပြလိုက်တယ်နောက်ကနေကြားနေရတဲ့အော်တန်တွေကိုလျက်လီရှုပြီးလူတိုင်းထွက်သွားကြပြီးနိုင်ငံခြားသားလူငယ်၄ယောက်ကတော့မြေကြီးပေါ်မှာတွန့်လိန်နေတော့ပါစက်တာနေအမြုပ်ဖြူတီထွက်လို့ပေါ့လူတွေကတော့စူပါမားကတ်ကနေဈေးဝယ်ပြီးထွက်လာကြတာအိတ်ကြီးအိတ်ငယ်တွေနဲ့ဆိုပြီးမဲ့ဆက်စုချင်းစိတ်ကသူတို့ကိုစက်ဝိုင်းဖွဲ့ပြီးဝိုင်းကြည့်နေစေတယ်လူနာတင်ရင်ခေါ်ထားလားခေါ်ထားပြီးလာနေပြီတဲ့ရဲကိုရောခေါ်ထားတယ်လာနေပြီတဲ့အချင်းကြီးကရှုပ်ထွေးနေပြီမဲ့ဘယ်သူမှတော့အကူကြီးပေးဖို့အနားကိုမကက်ရဲကြဘူးကျွန်တော်ဆရာဝန်ပါလမ်းဖယ်ပေးကြပါအဲ့ဒီအချိန်မှာလူတစ်ယောက်ကလူအုပ်ကိုတိုးဝှေ့ပြီးဝင်လာတယ်သူကအပြင်းထန်ဆုံးတွန့်လင်းနေတဲ့သူစီကိုကတ်သွားပြီးလက်တစ်ဖက်နဲ့ခေါင်းကိုကိုက်ထားခြင်းကြံလက်တစ်ဖက်နဲ့မျက်လုံးတစ်လုံးကိုဖွင့်ပြီးစစ်ကြည့်တယ်မျက်လုံးကအစစ်လိုက်နေရဲနေတာအဲ့ဒီအနီအောင်အမြန်လေးကမျက်လုံးအိမ်ထဲမှာဖြည်းဖြည်းလေးရွေ့လျားနေတယ်လို့ပဲအဲ့ဒီလူကမျက်မှောင်ကျုပ်သွားတယ်စစ်စီးမှုကိုဆက်လုပ်ဖို့ဟန်ပြန်တော့တွန့်လင်းနေတဲ့သူကရုတ်တရက်ဖားဆက်အပြီးအနက်ရောင်တေးပြပြတဲ့ကိုအန်ထုတ်ပြီးမျက်နာမောက်လဲကျသွားတယ်
ဆရာဘယ်နာမကောင်းတာလဲသူကပခွန်းကိုပုတ်ပြီးထူပေးဖို့ကြိုးစားတယ်စကားပြောနိုင်မလားလို့သူစကားမဆုံးသေးဘူးအဲ့ဒီနိုင်ငံသားလူငယ်ကရုတ်တရက်ထားထိုင်ပြီးသူ့လေပင်ကိုကိုက်ချပစ်လိုက်တာအဲ့ဒီလူရဲ့ရိုက်နှက်မှုတွေကိုလစ်လူရှုပြီးအသားတစ်ပိုင်းကိုဆဲဖျက်လိုက်တယ်ဝိုင်းကျင်နေတဲ့လူကရုတ်တရက်အော်ဟစ်ပြီးယူတွက်နေတဲ့လူတွေလိုပြေးကုန်ကြတာဒါပေမဲ့လူတွေကများပြီးပစ္စည်းတွေတဲလာတော့အလဲကလူတွေမြင်မရွေ့နိုင်ဘူးအဲ့ဒီအချိန်လေးအတွင်းမှာတခြားတွက်လင်နေတဲ့သူတွေလည်းသွေးတွေအန်ထုတ်ချက်ချင်းထက်ရပြီးအနီးဆုံးလူစီကိုခုံအုပ်ကိုက်ဖဲဖို့စကြတော့တာပဲသူတို့သားကောင်းတွေရဲ့အသားတွေကစုပ်ပြတ်တာသွေးတွေကပန်းထွက်လို့ကိုက်ပြီးရင်နောက်တစ်ယောက်စီကိုထက်ရပြီးခုံအုပ်ကြတာမြင်ကွင်းတစ်ခုလုံးကလုံးဝရှုပ်ထွေးနေပြီးလူတွေစကားပြောနေကြတာဘယ်သူမှအရင်ဆုံးကိုက်ခန်းလိုက်ရတဲ့လူမြေကြီးပေါ်မှာတွက်လင်နေပြီးထက်တဲ့အဲ့ဒီဆရာဝန်ကိုတတိမထားမိကြတော့ဘူးကျမအင်ဟောက်ရဲ့သားကိုတောင်ကိုရောက်တဲ့အချိန်မှာတော့မိဘတွေကခြံထဲမှာစိတ်ပူပန်းစွာလှစ်ပန်နေကြတာကိုတွေ့ရတယ်တကားဖွင့်ပြီးကားတွေကထွက်တာနဲ့အမေကပြေးဖတ်ဂီဂီရဲ့နှင့်ကိုအရင်စိတ်ပူနေရတာကျမထုကိုပုတ်ပြီးနှစ်သိမ့်ပေးတယ်ဖုတ်ကောင်ကယောဂကဒီလောက်အထိအနီးကဖြစ်လာလိမ့်မယ်လို့ကျမမထင်ထားခဲ့ဘူးဖေကားနောက်ဖုံးဖွင့်ပြီးပစ္စည်းတွေကိုထုကားတဲ့အရင်ပြောင်းဖို့ကျမအချက်ပြလိုက်တယ်ကြောင်တဲ့အိတ်ကိုရွှေ့နေတော့ဘေးအင်ကအင်းကြီးချင်းကပြုံးပြုံးရွှင်ရွှင်နဲ့ထပ်လာပြီးကျမတို့ကိုမြင်သွားတယ်ဈေးဝယ်တာလားဘာတွေကောင်းတာဝယ်လိုက်တာလဲဖေကချက်ချင်းလှုပ်ရှားမှုပြောင်းလိုက်တယ်ကားနောက်ဖို့နဲ့ထဲမလို့ကနေဥဒီယာပြောင်းပြီးခုနကမှထောက်ထားသလိုမျိုးမြေကြီးပေါ်ချထားလိုက်တယ်ပြီးမှကြောင်တဲ့အိတ်ကိုနည်းနည်းဆောင်းပြပြီးအင်းကြီးချင်းကိုမြင်စေတယ်ဂီဂီကကြောင်မွေးချင်းတယ်လေကြောင်အိတ်ရလေးတွေဘာတွေဝယ်လာတာလို့ဖေကစိတ်အေးလက်အေးပြောလိုက်တယ်အင်းကြီးချင်းကအိတ်ကိုကြည့်ပြီးခေါင်းညိတယ်နောက်တစ်ခါဂီဂီကိုကြောင်လေးခေါ်လာခဲ့လို့ပြောလိုက်ပါအောင်အတူတူဆော့ကြမယ်စားကြမယ်ပေါ့ပြီးတော့သူကခြံထဲကအဝတ်တွေလှမ်းတာကိုပြန်သိမ်းပြီးအိမ်ထဲဝင်သွားတယ်ကျမတပြင်းချလိုက်တယ်အမေလည်းအချင်းတွေကိုနားလေပြီးပစ္စည်းတွေကူရွှေပေးတယ်အားလုံးပြီးတော့ဖေတို့ကားထဲဝင်ပြီးထွက်လာကြတယ်လမ်းပေါ်မှာတော့ကားတွေအရှင်ပြင်းမောင်းနေကြတာလူတွေကလည်းထိတ်လန့်ကြပြေးလွှားနေကြတာငိုတန်တွေအော်တန်တွေကရောထွေးလူဘဲကနေဘလို့ဖြစ်လာကြတာလဲပြောဖို့တောင်မဖြစ်နိုင်ဘူးရုတ်တရက်ကားတစ်စီကထိမနိုင်တော့ပဲကွဲ့လည်နေရမှာဘရိတ်မဥနိုင်တော့ပဲဆိုင်တဆိုင်ကိုဝင်တိုက်ပြစ်လိုက်တယ်စကအနေငယ်ကြမှာပခုံးမသွေးတွေနဲ့အမျိုးသမီးတစ်ယောက်ကကားတကားကိုဖွင့်ပြီးရိုင်းတိုင်းနဲ့ထော်လာတယ်သူ့အဝတ်စားတွေကစုပ်ပြေစပင်းတွေကဖရုတ်ဖြဲမျက်နှာတစ်ခုလုံးသွေးတွေပေးလို့မျက်လုံးတွေကလည်းသွေးရဲပုံမှန်လူတစ်ယောက်နဲ့မတူတော့ဘူးပါးဆက်ကလည်းစုပ်ပြတ်ထအသားနဲ့သွေးတွေရောထွေးပြီးနားရွက်တဲ့အထိစုပ်ပြဲနေတာကျမတို့ကားကိုမြင်တာနဲ့မဆိုင်မတော့ခုံအုပ်လာတယ်ကျမတို့ကအရက်မြင်မောင်းနေတာအချိန်မီ break အုပ်လို့မရတော့ဘူးသူကကားမောင်းသူဘက်တကားကိုတဲ့တဲ့တိုက်မိပြီးမျက်နှာကပြင်းပေါက်ကိုဖိကန်နေတာအဲ့ဒီစုပ်ပြဲနေတဲ့ပါးဆက်ကကြောက်စရာကောင်းအောင်ပြုံးနေသလိုပဲသူကတကားလက်ခိုက်ကိုဆွဲပြီးခေါင်းနဲ့မှန်ကိုမရမနာရိုက်ခတ်တော့တာသူ့ရဲ့နာကျင်မှုမရှိတဲ့ယူတော့ချက်ရိုက်ချက်တွေအောက်မှာမှန်ကအဲ့ရတော့ပေါ်နေပြီဖေမှန်ကကွဲတော့မယ်ကျမကအဲ့ရကိုလက်ညှိုးထိုးပြရတယ်အိုးမဟုတ်ဘူးဖေရှေ့မှာအကွေ့ရှိတယ်ဖေချက်ချင်းနားလည်ပြီးကားကိုရုတ်တရက်ကွေ့လိုက်ကားက platform ပေါ်တက်သွားပြီးနိုင်ရန်ကိုကပ်ပြီးမောင်းသွားတာသူ့ရဲ့နောက်ကျောကနိုင်ရန်နဲ့ပုတ်တိုက်သွားတဲ့အတန်ကိုကျမကြားလိုက်ရတယ်အကွေ့ကိုရောက်တော့ဖေကကားကိုအရှင်ကုန်တင်ပြီးအဲ့ဒီဖုတ်ကောင်ကိုလှုပ်ခါပစ်လိုက်တယ်ကျမတို့အားလုံးတပင်းချလိုက်တယ်နောက်ဆုံးတော့လွတ်လာပြီးဒါပေမဲ့ကားမှန်ကတော့နောက်ထပ်ရိတ်ချက်တစ်ချက်ကိုဘလို့မှခံနိုင်တော့မှာမဟုတ်ဘူးကံကောင်းစွာနဲ့ပဲဂျန်တက်လန်ခီကဘာမှမဖြစ်ခဲ့ဘူးလူနေရက်ကွက်ဝင်းပေါက်ကိုတော့ဘေးအန်တီရဲ့ကင်းနဲ့ရောက်လာကြတယ်ပင်မကေကတန်တကားရွှေ့တာရဲ့အသားအစီတကားရဲ့နှစ်ပိုင်းရှိတယ်အဆောင်တွေမရှိတော့အဝင်အထွက်လွယ်အောင်တန်တကားကိုများသောအားဖြင့်ဖွင့်ထားပြီးအသားအစီတကားကိုပဲမြောက်ဖေးတာလိုင်စင်နံပါတ်အတိအမှတ်ဖြူပြီးမှဖွင့်တာပေါ့ဒီဂိတ်ကိုမကြခင်ပိတ်ထားရတော့မယ်အခုတော့ဖုတ်ကောင်ဒီလောက်မများသေးတော့အကောင်းဆုံးအချင်းပဲဖေကခေါင်းညိတ်ပြီးကျမနဲ့အတူထွက်ဖို့ပြင်းနေမဟုတ်ဘူးဖေကားထဲမှာပဲနေမစင်းနဲ့တခုခုဆိုချက်ချင်းမောင်းပြေးလို့ရအောင်သူတို့ပဲပိတ်လိုက်မယ်ကျမကတတိထားပြီးပတ်ဝန်းကျင်ကိုကြည့်တကားဖွင့်ပြီးတန်တကားစီပြေးသွားတယ်တကားကိုအားကုန်တွန်းလိုက်တယ်မြန်ဆန်ပိတ်သွားပြီးကျဲလောင်တဲ့အထန်တီထွက်သွားတယ်နောက်ဆုံးတော့တောက်ခတ်လိုက်တယ်အဲ့ဒါပြီးတာနဲ့ကျမတို့ထွက်လာခဲ့ကြတယ်ကားထဲကပစ္စည်းတွေကိုတစ်ခုချင်းစီမီးအောက်ခန်းစီတဲကြတယ်လေကားထစ်တကားကိုလုံခြုံစွာတော့ခတ်ပြီးအင်ကြီးတဲကပရိပေါက်ကားတွေကိုလူမနေဘူးထင်အောင်ဖုံးအုပ်ထားလိုက်တယ်ကားကိုလည်းမှန်ကွဲနေတာမမြင်ရအောင်ဖြင်းစစ်အုပ်ထားလိုက်တယ်ဒီလိုနဲ့ကျမတို့မိသားစုရဲ့မီးအောက်ခန်းဘဝစတင်ခဲ့ရတော့တာပေါ့ဒီမနေ့ဖြစ်ပျက်ခဲ့တာတွေအားလုံးပြီးတော့ကျမအရန်ပင်ပန်းနွမ်းနေပြီမီးအောက်ခန်းရောက်တာနဲ့အယိုးမရှိတော့သလိုမျိုးဆိုဖာပေါ်ပုံကျပြီးဖုံးကိုကြည့်နေလိုက်တော့တယ်မီးဖို့ထဲမှာတော့အမေနဲ့အဖေကနေလေစာပြည့်နေကြတယ်ဒီတော့တွင်နိုင်ငံတကာသတင်းဌာနကြီးတွေကဇွန်ဘီကိစ္စကိုအပြိုင်ဆိုင်ဖော်ပြနေကြပြီးဝေဘိုရဲ့ Twitter trending မှာတော့နာမည်ကြီးတွေရဲ့အသိအဖင်းသတင်းတစ်ခုမှမရှိတော့ဘူးထိတ်ဆုံးတစ်စိတ်ခုထဲမှာ8ခုကဇွန်ဘီအကြောင်းပဲတစ်ခုကတော့ဘလော့ဂါတယောက်စီကပါမင်းညာကမာစုရုတ်တရက်အညာကနိုးလာတော့ဘိုက်စာတာနဲ့ online ကနေအစားတော့မာလိုက်တာတဲ့ပစ္စည်းချပြီးတာနဲ့သူကအိမ်ဘက်ကိုပြန်ပြေးလာပြီးတကောက်ကိုအယမ်းခောက်နေတာတွေ့လိုက်ရတာပဲမိန်းကလေးဆိုတော့ကြောက်တာနဲ့မဖွင့်ပေးလိုက်ပဲနေလိုက်တာနောက်တော့သူပြန်သွားရောအခုမှဇွန်ဘီသတင်းတွေမြင်တော့အဲ့ဒီ delivery ကောင်လေးကိုတောင်းပန်ပါတယ်လို့စားပို့လိုက်ရတယ်မာဇစ်ဆန်ယူရဲ့ post ပေါ်ကန်ကောင်းတာကငါကဝဝတုတ်တုတ်ဂိမ်းသမားတယောက်အစားတော့တွေအများကြီးတွတ်လောင်ထားတယ်ဒါကိုရှင်းတတ်နိုင်မဲ့ထီးတယ် Save that guy first ကရေးထားတယ်အပေါ်ကလူဟေးကျွန်တော် username ကိုကြည့်လိုက်ပါအောင်ဗျာ Desperately seeking supplies ကထပ်ဆင်ရေးတယ်ဇွန်ဘီအကြောင်း post ခွန်ကိုလွန်ခဲ့တဲ့ရက်အနန်းငယ်ကမြင်လိုက်ရတယ်လို့ပဲဒါမှမဟုတ်ငါထင်တာလားမသိဘူးတယောက်ကကြူသိခဲ့တာပဲ Charlie Chucky ကရေးထားတယ်နောက်တစ်ယောက်ကတော့ကျွန်တော်ကတခြားတွေထက်ခမားကိုပိုချစ်ပါတယ်ကျွန်တော်မှာ supermarket တစ်ခုရှိတယ် PC တွေအပြည့်နဲ့ပိုက်ဆံရှင် DM ပို့လိုက် SCH-ANT I like you more than anyone ဆိုသူကမှတ်ချက်ပေးတယ် Netizen က trending topics တွေပေါ်မှာမှတ်ချက်တွေအမျိုးမျိုးပေးနေကြတယ်ကျွန်တော်လည်းဝေဘိုးကို CEA နဲ့ကြည့်နေတော့တယ်ဒါပေမဲ့မှတ်ချက်တစ်ခုကိုမြင်လိုက်တဲ့အခါမှာတော့ကျွန်တော်စိတ်တွေလှုပ်ရှားသွားခဲ့ရတယ်တနည်းကိုတက်တန်းရှာမယ်လို့မှတ်ချက်ပေးထားတဲ့သူစီက post တစ်ခုပေါ့လွန်ခဲ့တဲ့ရက်အနည်းငယ်ကကောင်မလေးတစ်ယောက်ကကျွန်တော်တို့ supermarket ကနေအစားအသောက်တွေအများကြီးမှာသွားတာသူ့ company ရဲ့နှုတ်ကုန်ပါတီအတွက်ထင်ခဲ့တာအခုမှတော့တယောက်ကကြိုတင်စုဆောင်းနေတာပဲလို့ထင်မိတော့တာပဲဟာကွာကျွန်တော်တုံတုံရင်းရင်းနဲ့မှတ်ချက်တွေကိုဖွင့်ကြည့်လိုက်တယ်လိပ်စာမြောက်ပေးစမ်းပါငါ
လဲလိုချင်တယ်ဒါကြီးဘလို့လို့စုထားရတာလဲမိမယုတ်သူဒါကြိုသိရင်ဘာလို့မပြောလဲငါတို့လည်းအိမ်မှာပစ္စည်းတွေစုထားလို့ရတာပေါ့တိတ်ကိုကြိုးရှာတာပဲဘာလို့လဲဆိုတာမသိရရင်ကောင်းမယ်သူဒါပြောခဲ့ရင်ကောဘာလို့ကရုံးမှလဲကျွန်တော်တနစ်ကိုတန်းရှာမယ်ဆိုသူရဲ့ profile ကိုဝင်ကြည့်လိုက်တယ် IP က city အရာမဟုတ်ဘူးလေချောင်းထက်ရောက်နေတဲ့ကျွန်တော်နှလုံးသားလဲနောက်ဆုံးတော့ညင်းတာတွားခဲ့ရတယ်ဒီဘေးဆိုးကြီးမှာတခြားလူတွေလည်းပြင်ဆင်ထားတာပဲလို့ထင်ထားရဲ့မိဖို့တဲ့ကမွေးကြိုင်တဲ့ရနံတွေကကျွန်တော်ရဲ့စိတ်ဖိစီးမှုတွေကိုပြေလျော်စေခဲ့တယ်ကျွန်တော်ဟာဘဒုံကမှတိတ်တော်တယ်လို့တရားမဟုတ်တယ်လို့ကဲတင်ရှင်လည်းမဟုတ်ပါဘူးကဘာပြည့်ရှင်မှာကျွန်တော်ရဲ့တခုတည်းသောစန္ဒာကတော့ကျွန်တော်မိသားစုရှင်တန်ဖို့ပဲအစိုးရကလည်းကြီးညာချက်ထုတ်လိုက်တယ်ပြည်သူတွေအိမ်ထဲမှာပဲနေကြပါအပြစ်မထွက်ကြပါနဲ့ကိုလုံချုံရဲကိုဂရုစိုက်ကြပါတယ်စစ်တပ်ကလမ်းမတွေတော်မှာကဲဆေးကြီးလုပ်ငန်းတွေလှုပ်ဆောင်သွားမှာမယ်ကောလာဟလတွေကိုမယုံပါနဲ့မဖြန့်ပါနဲ့အဲ့ဒီထဲမှာတော့အလူကြိုက်အများဆုံးမှချက်က LIKEME more than anyone ဆိုသူစီကမယ်ကျွန်တော်မှာစူပါမားကတ်တစ်ခုရှိတယ်ပိုက်ဆံရှိရင် DM ပေါ်လိုက်မချက်တွေကိုကြည့်လိုက်တော့အမျိုးသားဘီဆိုကြီးကနေအမျက်ထုတ်ရတာလားရှက်စိတ်မရှိဘူးလားငွေကျဲတော့ယူနေတာလားမင်းလိစာကိုဖော်ထုတ်တီလာရှင်းမှာမကြဘူးလား LIKEME more than anyone ဆိုသူကလည်းပြန်ဖီထားသေးတယ်မင်းတို့ရဲ့လာတာကြီးစံငါဆိုင်ရလုံချူကြီးကိုဖျက်ချော်ပြီးဝင်လာနိုင်မယ်ထင်နေတာလားမကြောက်ဘူးစောင့်ကြည့်လိုက်ပေါ့ဒါဆိုမင်းမပစ္စည်းတွေရှိတယ်ဆိုပြီးကြွားနေတာတကယ်ဘာမှမဖြစ်ဘူးလို့ထင်နေတာလားကျွန်တော်မျက်မှောင်ကျုပ်နေတော့ပဲရှိသေးတယ်အမေရဲ့နူးညံ့တဲ့ဗတန်ကြောင့်အတိပြန်ဝင်လာတယ်တားရဲ့လာစားတော့ကျွန်တော်ဖုန်းကိုချထားပြီးစားပွဲစီကိုပြောပြောရွှင်ရွှင်သွားလိုက်တယ်စားတော့ပြီးပန်းကန်တွေဆေးကြော်ပြီးနောက်ကျွန်တော်တို့မိသားစုဆိုဖာပေါ်မှာထိုင်ပြီး TV ကြည့်မုတ်စားနေတော့ရုတ်တရက်ကျွန်တော်ဖုန်းရဲ့ကင်မရာအလောင်းကမြည်လာခဲ့တယ်အိမ်ပြောင်းဖော်အမေနဲ့အဖေကိုစောင့်နေတော့ကကျွန်တော်ခြံထောက်တဲ့နေရာမှာကင်မရာတစ်ခုတက်ထိုင်းလာတတိယသွားတယ်တယောက်ရောက်လာပြီပဲကျွန်တော်ကင်မရာ app ကိုဖွင့်ကြည့်လိုက်တယ်ပစိုးနဲ့လူတယောက်ကလက်ထဲမှာချွန်းထက်တဲ့ဓာတ်တစ်ချောင်းနဲ့ဘေးအိမ်ချမ်းစီရောပေါ်ကနေကျွန်တော်တို့ခြံထဲကိုခုန်ဆင်းလာတာကိုမြင်လိုက်ရတယ်သူမြေကြီးပေါ်ကိုချစ်ချော့ပြီးသားနဲ့ဓာတ်ကိုနောက်ကျောင်းမှာဝှက်ထားလိုက်ပြီးအိမ်တန်ရန်ဘေကနေတိတ်တိတ်လေးအိမ်တကားမကြီးဘက်ကိုချင့်ကပ်လာတာပဲကျွန်တော်အိမ်ကြီးချင်းပဲသူဘာလို့ဖို့ချနေတာလဲအိမ်ကြီးချင်းကဓာတ်ကိုကြိုက်ထားရင်ကျွန်တော်တို့တကားကိုခောက်တယ်ဘသူမှထူးတာမကြရတော့သူကတိတ်တိတ်လေးလေသားဆောင်ပြတင်းပေါက်ကြီးကိုသွားတယ်ပြတင်းပေါက်ကလော့ချထားလာဆိုတာသူကြည့်ချင်မှကျွန်တော်ချက်ချင်းသိလိုက်တယ်ကျွန်တော်တို့အိမ်ပုံစံနဲ့အိမ်ကြီးချင်းရဲ့အိမ်ပုံစံကအတူတူနေပါပဲလေအတွင်းကနေလော့မချထားရင်အဲ့ဒီပြတင်းပေါက်ကြီးကိုဖွင့်လို့ရမှသူသိတယ်ပြတင်းပေါက်ပွင့်သွားတယ်သူကပတ်ပတ်လေကိုခိုးချောင်ခိုးပါကြည့်လိုက်တယ်သူ့ရီမှတ်ချက်အောင်မြင်သွားတဲ့အတွက်သူ့မျက်နှာမှာပေါ်လာတဲ့မကောင်းဆိုးဝါးဆန်တဲ့အပြုံးကိုကင်မရာထဲမှာကျွန်တော်ရှင်းရှင်းလင်းလင်းမြင်လိုက်ရတယ်သူဝင်သွားပြီးကျွန်တော်ကအဲ့ခန်းကကင်မရာကိုဖယ်ထားပြီးသားဆိုတော့သူအတွင်းထဲကိုမမြင်နိုင်ဘူးဒါပေမဲ့အင်ကဗလာနီးပါထင်နေလောက်ကိုတွေ့သွားတဲ့အခါသူ့မျက်နှာကဘလို့ပြက်နေမလဲဆိုတာကျွန်တော်မြင်အောင်ကြည့်လို့ရတယ်ကြည့်ရတာသူမျက်နှာပြက်ပြက်နဲ့ဆက်ဆိုနေတော့မှပဲမနက်တုန်းကတော့ကျွန်တော်တို့ကုံချောက်တီနဲ့ရောက်လာတာကိုသူကပြုံးပြီးနှုတ်ဆက်သေးတယ်ကျွန်တော်ကိုအိမ်မှာလာစားဖို့တောင်ဖိတ်သေးတယ်နေ့လေဘက်မှာကြောက်တော့ဓာတ်တစ်ချောင်းနဲ့ကျွန်တော်တို့အိမ်ထဲကိုခိုးမနေတာပဲဒါကကဘာပြက်ချင်ကလူစိတ်နှလုံးပေါ်အဖေအိမ်ဟောင်းမှာဘာမှမချန်ခဲ့ဘူးလားကျွန်တော်လည်းမှတ်မောင်ကြုံရင်ကင်မရာကိုကြည့်နေတာတက်တန်းကုန်ခါနီးပြီးဖြစ်တဲ့အစားတောက်တွေနဲ့တခါလေးတည်မလာနိုင်တဲ့သစီတချို့ကိုတော့အဲ့ဒီမှာပဲထားခဲ့တာအခေလဲကြောက်နေမှန်းကျွန်တော်သိတယ်အဲ့ဒီအင်္ဂလိပ်သားမထွက်လာခဲ့ရင်အခုအဲ့ဒီဓာတ်နဲ့ညင်ဆိုင်ရမှာကကျွန်တော်တို့ပဲကန်ကောင်းလိုက်တာသူ့အစားတောက်တောင်ရသွားသေးတယ်မကြခင်မှာပဲသူ့ရဲ့ခိုးကြောင်ခိုးဝက်ပုံစံကကင်မရာထဲမှာပြန်ပေါ်လာတယ်သူလက်မထားစလုံးကဖြစ်စည်းတွေအပြည့်ပဲသူကဖြစ်စည်းတွေကိုနေရန်ပေါ်ကနေဖစ်ချလိုက်ပြီးပိုယူဖို့ပြန်ဝင်သွားတယ်သူရဲ့စတုထအချင်းမြောက်အသွားမှာတော့တယောက်ကခြံတကားကိုအားရပါရထူလိုက်တော့တာပဲဟိုးအဲ့ဒီတွေထက်ရောက်လာပြန်ပြီးတိတ်ကိုစီကားပါလားကျွန်တော်မုံထုတ်ထဲကနီးကြဆေးလေးတွေယူပြီးပွဲကြည့်ဖို့ပြင်လိုက်တယ်အိမ်နီးချင်းကတော့ကြောက်လန့်တကြားတုံရင်းနေလားသူတဲလာတဲ့အိတ်ကြီးကပြုတ်ချပြီးစူညံထန်ထက်သွားတယ်အပြင်ကလူတွေကလည်းအဲ့လီအတန်ကိုကြားသွားတာနဲ့ပိုးပြီးအားကုန်ထူတော့တာပဲဟာကွာငါကြားတယ်အတွင်းထဲမှာလူရှိတယ်အိတ်တန်ကြားလိုက်ရတယ်ပစ္စည်းတွေရေတွက်နေတာဖြစ်ရမယ်တကားဖွင့်ငါအတွင်းဖြတ်ဝင်ရအောင်မလုပ်နဲ့ငါတို့ကိုလာမဆန်းနဲ့ကျွန်တော်အပြင်ကိုမမြင်ရဘူးအတန်ကိုကြားယုံနေပဲသူတို့ကခန္ဓာကိုထွားချိုင်းတဲ့အမျိုးသားတစုထိပြီးတယောက်တည်းမဟုတ်ဘူးဆိုတာသိလိုက်တယ်ခြံထဲမှာတုံးရင်းနေတဲ့ကျွန်တော်အိမ်ကြီးချင်းနဲ့တင်းငယ်တဲ့ပုံရိပ်ကိုပဲမြင်နေရတယ်သူကတိတ်တိတ်လေးပတင်းပေါက်ကြီးစုကိုပြန်သွားပြီးဖြည်းဖြည်းချင်းဝင်လော့ချပြီးပျောက်ကွယ်သွားတယ်အပြင်ကအမျိုးသားတစုကတော့ဘာအဖြစ်မှမရတော့ပိုးပြီးဒေါသထွက်လာတယ်အပြင်မှာဘာတွေလုတ်လိုက်တယ်မသိဘူးတန်နဲ့လုတ်ထားတဲ့ခြံတကားကြီးတောင်တုံခါလာတော့တာပဲ10မိနစ်လောက်ကြာတော့တကားကြီးကဘလို့မှမခံနိုင်တော့ပဲပျောက်ကျသွားတာပဲအဲ့ဒီအချိန်တစ်လျှောက်လုံးကျွန်တော်အိမ်ကြီးချင်းကိုပြင်းထွက်လာတာမတွေ့ရတော့သူကကျွန်တော်တို့အိမ်ကိန်းမှာပဲပုံနေတုံးပဲပုံရိပ်ရောက်မြင်ကွင်းတစ်ခုလိုမျက်စိရှိရောက်လာတာတော့ယောက်ျား9-6ယောက်အရက်တွေလည်းမြင့်ကြတယ်တန်တန်မာမာတွေချေးတယ်တယောက်တလက်လက်နဲ့ကိုစီနဲ့ဓားတွေတုတ်တွေပေါက်ပြားတွေပါရောပါလာတာတွေ့ရတယ်သူတို့မျက်နှာတွေကိုထေချာကြည့်တော့ခက်ရင်ရဲ့ဒီရက်ပိုင်းအတွင်တွေ့ဖူးတာများလားမသိဘူးဒါပေမဲ့ဘသူတွေမှန်းတော့မမှတ်မိဘူးသူတို့ကအိမ်နီးနားချင်းချစ်ထားခဲ့တဲ့အိတ်ကိုလက်ညှိုးထိုးပြီးတခုခုတီးတိုးပြောကြတယ်ပြီးတော့လူတစ်ယောက်ကတန်တူကြီးကိုမြောက်ပြီးပြတင်းပေါက်ကြီးကိုရိုက်ချလိုက်တော့ဖန်တွေကကြေမွတ်သွားတာပဲအဲ့ဒီနောက်သူတို့အတင်းဝင်လာကြတယ်အိမ်နီးနားချင်းတော့ကောင်းကောင်းမွန်မွန်ဖြစ်မှာမဟုတ်ဘူးလို့ကျွန်တော်တွေ့မိတယ်သူတို့ပြန်ထွက်လာတော့စံအိတ်ဂျုံအိတ်တွေအကြီးကြီးတွေကိုပျော့ပျော့ရွှင်ရွှင်တဲလာကြတာနောက်ဆုံးထွက်လာတဲ့လူထွားကြီးတစ်ယောက်ရဲ့ကိုယ်ပေါ်မှာသွေးတွေပေးချန်လို့သူ့ပခုံးပေါ်မှာတော့သွေးတွေနဲ့အိမ်နီးနားချင်းကိုထမ်းပြီးခိုးလာတာတွေ့ရတယ်ဒီလူတွေလွန်ခဲ့တဲ့ရက်ပိုင်းကပစ္စည်းတွေအများကြီးတည်လာခဲ့ကြတယ်မဟုတ်လားအခုမှမှတ်ပြီးတော့တယ်ပစ္စည်းတွေပြောင်းရွှေ့ကြီးတွေသူတွေပဲလူထွားကြီးတစ်ယောက်ကဒေါသတကြီးနဲ့ပြောလိုက်တယ်ခေါင်းဆောင်ကအစ်ဆက်ဆက်ရက်ပြီးသူတို့တခြားတနေရာမှာပုံနေကြမှာပဲတနေရာရာကနေငါတို့ကကြည့်နေကြတာလည်းထင်နိုင်တယ်အဲ့ဒီစကားပြောပြကြတဲ့သူ့မျက်လုံးတွေကခြံဝင်းကိုတစ်ချက်ဝှေ့ကြည့်ပြီးသူတို့ထွက်သွားကြတယ်ကြောပင်တစ်ခုလုံးချွေးစေတွေအေးခဏကျသွားတယ်ကျွန်တော်ကိုတဲတဲ့ကြည့်သွားသူတို့မျိုးခန်းစားလိုက်ရတယ်မိဘတွေကတော့ဘာမှမပြောကြဘူးသူတို့မျက်နှာတွေကတင်းမာနေကြတာပဲဖားချစ်တာလေ
အမေကတုံ့ပြန်တယ်လီလာဆန်းကိုခေါ်သွားပြီလီလာဆန်းကိုခေါ်သွားပြီလီလာဆန်းဆိုတာကအိမ်နီးနားဆင့်ပဲလီမျိုးနွယ်စုရဲ့တတိယသားဒါကြောင့်လူတိုင်းကထုကိုအဲ့ဒီလိုပဲခေါ်ကြတာခြံထဲမှာတော့အင်္ဂနိဂိတ်တခီတွေ့ွက်တွေကစီးဆင်းနေတော့ပဲလီလာဆန်းသူတို့တတ်လိုက်ပြီပဲဒါဆိုသူ့ကိုခေါ်သွားရတဲ့တခုတည်းတော့အကြောင်းရင်းကကျွန်တော်မတွေးရဲဘူးစားဖို့ပဲလီအဖေကအေးအေးဆေးဆေးပဲပြောလိုက်တယ်အမေကမိဖို့ချောင်ကိုပြေးပြီးအင်သားခွက်ထဲမှာအန်ထုတ်တယ်ကျွန်တော်ကတော့အော့အန်ချင်းစိတ်ကိုထိန်ချုပ်ရင်းဆိုဖာပေါ်မှာတိတ်ဆိတ်စွာထိုင်နေလိုက်တယ်ခဏကြာမှတော့အမေပြန်လာတယ်ကျွန်တော်သူတို့ကိုစွတ်စွတ်ဆိုင်ဆိုင်ကြည့်လိုက်မိတယ်တိတ်ပြီးတော့ကောင်းတယ်လို့မထစ်ကြဘူးလီလာဆန်းကိစ္စထစ်ပြီးတော့ကျွန်တော်တို့ထမင်းစားခြင်းစိတ်ကြီးပျောက်ကုန်ကြတယ်ဒါနဲ့စောစောအရာဝင်လိုက်ကြတယ်အဲ့ရတဲ့လက်ဒီဖုံးကြည့်နေရင်အပြင်လောကကြီးတစ်ခုလုံးပြရုပ်ပြရထစ်နေပြီဆိုတာကျွန်တော်သိလိုက်ရတယ်ဝေးဘိုမှာထိတ်ဆုံးမကောင်းစင်ကတော့စူပါမားကတ်တပ်ဖြတ်မှုနှိမ့်ကြည့်လိုက်တော့လူတွေပြောနေတဲ့စူပါမားကတ်ပိုင်စင်ကသူ့ရဲ့ပစ္စည်းတွေကိုကြွားလုံးထုတ်ထားတဲ့ဗီဒီယိုတစ်ခုတင်ထားတာတွေ့ရတယ်ဒါဟာတကယ်စူပါမားကတ်ကြီးပဲစင်ဒီအပြည့်နဲ့ကုံလောင်ယုံလဲပြည့်နေမှာပဲပိုင်စင်ကိုယ်တိုင်တော့မပေါ်ဘူးဒါပေမဲ့သူ့အတန်းကအစီပြန်ပြီးကုံယူနေတယ်လို့ပဲသူကပိုက်ဆံပေးရဲ့ပစ္စည်းတွေဝေမျှပေးမယ်လို့ပြောတယ်သူ့ရဲ့ဈေးနှုန်းတွေကိုကြားလိုက်ရတော့ကျွန်တော်အသက်ရှူမသွားတယ်အာလူကျော်တစ်ထုပ်ကို1000နဲ့တကယ်ကိုတနာစီလာကောင်းမယ်ဒီလိုဘလောက်ကြာမယ်မှမထီတဲ့ကပ်ပေးကြီးထဲမှာပိုက်ဆံဆိုတာအတုံးမဲ့ဆုံးအရာဆိုတာသူနားမလဲတာထင်မှာပေါ့ကျွန်တော်ကိုအာလူကျော်ထုပ်ကိုဖွင့်ပြီးကွန်မန့်ဒီကိုဆက်ဖတ်နေလိုက်တယ်ချွင်းချက်မရှိဘူးလူတိုင်းကသူ့ကိုဆဲဆိုနေကြတာပဲကျိန်းမောင်းတန်ဒီဘလူပြန်နေတာပိုင်ရှင်ကဂယုမဆိုင်ဘူးတတ်တည်ရှိရင်လာခဲ့လေလာတက်လိုက်လေဆိုပြီးကိုတိုင်းပြန်ဖြေပြီးထိုက်ဆုံးမှတင်ထားလိုက်သေးတယ်ကျွန်တော်ညှင်းငွေလာတာနဲ့ဖုတ်ကောင်ကချင်းတွေကိုတွားကြည့်လိုက်မြို့ကြီးတွေအားလုံးနှိပါမှာယောဂါတွေပြန့်နှံ့နေပြီအခုချိန်မှာတော့ကျေးလက်ဒေသကအလုံးချုံဆုံးပဲရွာတွေပိုဝေးလေပိုလုံချုံလေးပဲအင်တာနက်ပေါ်မှာတော့လူအများကြီးကကျေးလက်ဒေသမှာခိုးလုံရတွေစောက်ဖို့တောင်းဆိုနေကြတယ်ဒါပေမဲ့တောင်နာကလုံချုံတဲ့ရွာကိုဖြစ်စည်းတွေဘလို့ပို့ကြမလဲလူတိုင်းကအခုဆိုအသက်အတန်းဖိနေကြပြီကျွန်တော်ဖတ်လေစိုးရင်လေဖြစ်လာတာနဲ့အိတ်ဖို့ဆုံးဖြတ်လိုက်တယ်ရုတ်တရက်ခေါင်းစဉ်တစ်ခုကစူပါမားကတ်ရဲ့လစ်စာကိုပြောင်းသွားတယ်တိချင်စိတ်ကပုံများလာတာနဲ့တွားကြည့်လိုက်ပိုင်ရှင်ကဗီဒီယိုကိုဖြတ်ထားပြီးသားပဲတကယ်တော့တယောက်ယောက်ကစင်ထားအတုံနဲ့ဗီဒီယိုရဲ့ IP ကိုအခြေခံပြီးစူပါမားကတ်ရဲ့ဒီနေရာကိုရှာဖွေတွေ့ရှိပြီးကွန်မန့်မှာတင်လိုက်တာဖြစ်ပိုင်ရှင်မြင်သွားတာနဲ့ကြောက်ပြီးဗီဒီယိုကိုဖြတ်လိုက်တာဖြစ်မှာပဲဒါပေမဲ့လူအများကြီးကလစ်စာကိုမြင်ပြီးသားဖြစ်မှာသေးချတယ်ဖန်တာပြင်ပုံဒီကနေရာအနှံ့ဖြန့်နှံ့နေပြီစူပါမားကတ်ပိုင်ရှင်အတွက်တော့ဒါဟာညက်နက်တဲ့ညတညဖြစ်လာတော့မှအမှန်ပဲအချင်းစိတ်ကလွှမ်းမိုးလာတာနဲ့ဖုန်းကိုချပြီးအိတ်လိုက်တယ်ဖုတ်ကောင်ကပ်ဘေးအတူတီအနီးမှာကျွန်တော်မနက်စောစောထိုးအဝတ်အစားလဲပြီးအိတ်ခန့်ကိုတွားကအဖေကိုအိတ်ဖို့အလဲကျပေးလိုက်တယ်ပြင်းလာတာနဲ့မိဖို့ချောင်းထဲဝင်ပြီးမနက်စားအတော့ခောက်ဆွဲပူပူလေးတွေချက်ပေးလိုက်တယ်အတင်စားခောက်ဆွဲ6ထုတ်ကိုထုတ်ရင်နွေးထဲထဲပြီးတော့တယောက်တစ်လုံးစီကျအုပ်3လုံးကိုထဲပြီးချက်ပြုတ်ကန်ချက်ကျွေးလိုက်တယ်ခောက်ဆွဲပူပူစားရင်ဇန်ဟွန်တနာကြီးကိုဖွင့်ကြည့်ပြီးစားနေလိုက်တယ်ဇန်ဟွန်တနာကြီးကိုနေ့လယ်အထိကြည့်နေလိုက်တယ်အဖေကအီယာကထနေပြီးအမေနဲ့အတူမိဖို့ချောင်းမှာကျွန်တော်အကြိုက်ဆုံးအမဲသားနဲ့ခရမ်းချင်တီဟင်းကိုချက်နေကြတယ်မိသားစုတွေအတူတူနေ့လယ်စားစားဆိုင်ရင်ရေမောပြောဆိုနေကြတယ်ရုတ်တရက်ဦးလေးစီကနေဖုံးဝဲလာတယ်သူ့ရဲ့စင်ရတီကြတဲ့ဒီနီယောကိုပြောပြဖို့တယ်သူတို့ကတရင်နေကြည့်ပြီးမြို့ကမလုံခြုံဘူးလို့ခံစားရတာကြောင့်တောင်ပေါ်ကိုသွားတာပိုကောင်းတယ်လို့တွေးမိကြတယ်အဲ့ဒီမှာဖုတ်ကောင်တွေလည်းမရှိလူတွေလည်းရှင်းတယ်လေမိဘတွေကတော့အတော်နဲ့ဦးလေးတို့ရဲ့ဘဝအခြေအနေတွေအကြောင်းစကားပြောနေကြတယ်ကျွန်တော်ကတော့ဖုန်းနဲ့ဝေဖို့ဝီဖို့ဘဝတွေရှိနေတော့ပဲအပြစ်မှာဘာဒီဖြစ်နေလဲတရားထိုးအမြန်ဆုံးနီးလန်းကဒါပဲလေအင်တာနက်ကဘလို့ကြာခံလို့မလဲဘသူတီးမှာလဲစူပါမားကတ်ပိုင်ရှင်ကဗီဒီယိုတစ်ခုထပ်တင်တယ်နောက်ထပ်ကြွားလုံးထုတ်တဲ့ဗီဒီယိုပဲထင်လိမ့်မယ်လို့ကျွန်တော်ထင်ခဲ့တာဒါပေမဲ့ဖွင့်ကြည့်လိုက်တော့နီးနယ်ဝဲတဲ့လူတစ်ယောက်ကကြိုးထုတ်ခံထားရပြီးဒူးထောက်နေတာတွေ့ရတယ်သူမျက်နှာတစ်ခုလုံးမျက်ရည်တွေနှရည်တွေနဲ့ပြည့်နေပြီးခွင့်လွှတ်ဖို့အော်ဟစ်နေတာဒါပါလေကျွန်တော်စိတ်ထဲမှာကြောက်ရွံ့ထိတ်လန့်မှုတွေပိုများလာတာပဲဗီဒီယိုထဲမှာမချေသေးသားကြီးကြိုက်ထားတဲ့တန်မာတဲ့လူတစ်ယောက်ပေါ်လာတယ်အဲ့ဒီဝဲတဲ့လူရဲ့ခေါင်းကိုပြစ်မှတ်ထားပြီးခုတ်ချလိုက်တယ်ဝဲတဲ့လူရဲ့ခေါင်းကချမ်းပင်ပိုးပြုတ်ကျအဲ့ဒီတန်မာတဲ့လူရဲ့ခြေထောက်ဒီစီကိုလိမ့်သွားတယ်သူကဂယုမဆိုင်ဘူးသွေးဒီပေးနေတဲ့ခေါင်းကိုအမိုက်တစ်ခုလိုပေါ့ပေါ့တန်တန်ပဲကန့်လိုက်တာပဲသွေးဒီကနေရာအနှံ့ပေးချန်သွားပြီးမြဲဘသူမှလာမရှင်းဘူးဗီဒီယိုကအဲ့ဒီမှာပဲပြီးဆုံးသွားတယ်ဒီလူတွေကပ်ပေးဖြစ်တာဒုတိယနေ့မှာတင်လူတက်နေကြပြီးဒီလိုကပ်ပါပြက်ကက်ရနောက်ပိုင်းအဆင့်တွေမှာပိုပြီးရက်ဆက်ကြမှာမဟုတ်ဘူးလားအစားအစာတွေကုန်သွားတဲ့အခါမြောက်ပိုင်းခရိုင်ကလူတွေလည်းထွက်ရှာကြမှာပဲဒီလိုကျွဲဝဲတဲ့တောင်ပိုင်းခရိုင်ကိုဘယ်နှယောက်များစဉ်းစားမိကြမလဲကျွန်တော်တို့ရဲ့လူနီရက်ကွက်ကတောင်ပိုင်းခရိုင်မှာတခုတည်းတော့နေရလဲတောင်ပိုင်းမှာဖုတ်ကောင်တွေကိုရှောင်သိမ်းဖို့အကောင်းဆုံးနေရာလဲဖြစ်တယ်ဒီနေရာကပฏิပတ်ခကနေလွတ်မြောက်မှာမဟုတ်ဘူးလို့ကျွန်တော်စိုးရိမ်မိတယ်ဖုတ်ကောင်တွေကြောင့်မဟုတ်ဘူးလူသားအချင်းချင်းကြောင့်ဖြစ်လိမ့်မယ်ဖုတ်ကောင်တွေပေါ်လာတာ9ရက်မြောက်နေ့ဝေဘိုပေါ်မှာသူတို့ရဲ့အင်္ဂါရက်တွေကိုတယောက်ကစူးစီးတင်ပြထားတယ်တဲ့မျက်လုံးတွေကဖြူးဖွေးနေတယ်အမြင်အာရုံကတော့အားနေတယ်ဒါပေမဲ့တက်ရှိတွေကိုသူတို့ကအကြားအယုံနဲ့အနံ့ခံပြီးရှာဖွေတွေ့ရှိကြတာနှစ်တခြားတက်ရှိတွေကိုမစားဘဲမြောက်တွေလူမျိုး primate တွေကိုပဲစားတယ်တေဆုံးပြီးသားလူတွေကိုတော့စိတ်မဝင်စားဘူးထင်တယ်တိုက်ခိုက်တာမျိုးမရှိဘူး Tom ရုပ်ရှင်တွေထက်ကအတိုင်းပဲနာကျင်မှုမရှိဘူးကုသစီလည်းမရှိဘူးဒါပေမဲ့နှေးကွေးတာမျိုးတော့မဟုတ်ဘူးခေါင်းကိုပစ်ခတ်မှပဲတည်တယ်လေးအခုထီတော့ပြောင်းလဲတိုးတက်လာတဲ့ဖုတ်ကောင်ဒါမှမဟုတ်မျိုးပြောင်းထားတဲ့ဖုတ်ကောင်တွေမရှိသေးဘူးငါအလင်းရောင်ကိုမကြောက်ဘူးအမောင်ထဲမှာပုံနေတတ်တယ်6ကိုက်တာချီယာဒါမှမဟုတ်ဒဏ်ရာတွေကနေသူတို့ရဲ့ခန္ဓာကိုယ်ရည်တွေနဲ့ထိတွေ့မိရင်ပုံပြောင်းသွားတယ်ဒါပေမဲ့ကိုက်တာချစ်တာကတော့ချက်ချင်းဖြစ်ပြီးအရည်တွေနဲ့ထိတွေ့တာကတော့ဘယ်အချိန်ပြောင်းလဲမယ်ဆိုတာမသိချဘူး
ဒီအချက်တွေကိုနေ့လိုက်ဖတ်ရင်ဖို့ကောင်တွေရဲ့အင်္ဂါရက်နဲ့ပြန့်နှံ့မှုတွေကိုလိုက်ကြည့်နေရတာရုပ်ရှင်တကားကြည့်နေရတယ်လို့ပဲမာစတာတက်တုံးကတောင်ဒီလောက်အာယုံစိုက်ပြီးစူးစမ်းခဲ့တာမဟုတ်ဘူးမြေအောက်ခန်းထဲမှာနေရတာကအပေါ်ထက်မြင့်မှာနေရတယ်လို့တက်တောင်တက်တာမရှိလားဘူးမှန်ပြောင်းနဲ့လည်းကြည့်မရတော့ဘူးပထမဆုံးမှတ်တမ်းတင်နိုင်မဲ့သူလည်းဖြစ်နိုင်တော့မှာမဟုတ်ဘူးဖို့ကောင်တွေပေါ်လာတာခွလီယမ်ကြောင့်နဲ့မှာတော့အင်တာနက်လုံးဝပြတ်သွားပြီးမြေအောက်ခန်းထဲမှာပိတ်မိနေတယ်အပြင်လောကနဲ့အဆက်အသွယ်ပါလုံးဝပြတ်တောက်သွားခဲ့ပြီးမြေအောက်ခန်းထဲမှာငြိမ်သက်နေခဲ့တဲ့ရက်တွေအတွင်းထူးထူးခြားခြားဘာမှမဖြစ်ခဲ့ဘူးမီးနဲ့ရေပြတ်တောက်တာကိုကြိုပြင်ဆင်တဲ့အနေနဲ့ပစ္စည်းတွေကိုစတင်စီစဉ်တော့တယ်အဲ့ဒီနောက်မြေအောက်ခန်းကိုနည်းနည်းပါးပါးပြန်ပြီးစီမလိုက်ကြတယ်ဖို့ကောင်တွေမပေါ်ခင်ကတည်းကအဖေကဖုံးစုပ်လေလုံးဆက်တလုံးဝယ်ထားတာရှိတယ်ကျွန်တော်ကတော့အညွန့်တွေကိုဖောက်ပြီးမပုတ်တိုးနိုင်တဲ့အစားအသောက်တွေပေါ်မှာကတ်လိုက်တက်တန်းကုံဆုံးရက်ကိုရေးပြီးတော့အထက်ဆုံးနေရန်ပြီးတန်းစီပြီးထားလိုက်အမေကတော့ပုတ်တိုးလျော်တဲ့အသားတွေအစားအသောက်တွေကိုရေခဲတေတာထဲကထုတ်ပြီးအဖေကိုလေလုံးအောင်ထိုးဖို့ပေးတယ်မီးပြတ်သွားလို့ရေခဲတေတာထဲကအစားအသောက်တွေအချိန်မီမကုန်မှစိုးလို့ပေါ့ဒီပစ္စည်းတွေအကုန်စီတာတနေ့ကုန်ကြာသွားတယ်အမိုက်တွေကအပြင်ဘက်တန်တကားကြီးနာမစုပ်ပုံနေပြီဒီကိစ္စကလည်းအခုရက်ပိုင်းမိသားစုအတာခေါင်းခဲစရာကောင်းကောင်းမစမ်းစားမိခဲ့တဲ့ခက်ခဲတဲ့ပြဿနာတကူဖြစ်နေခဲ့တာမြေအောက်ခန်းထဲမှာနေရင်အမိုက်တွေကိုဘလို့စွန့်ပြတာမလဲအပြင်ကိုထုတ်ပြဖို့မဝတ်ရဘူးအထူးသဖြင့်ဒီရက်ပိုင်းမြောက်ဘက်ဇုံကလူတွေတောင်ဘက်ကိုစပြီးထုတ်ပြလာကြပြီလေတောင်ဘက်ဇုံကလူသူရှင်းလင်းနေပြီးလူတစ်ယောက်ဆိုလို့မြင်ရတာမရှိဘူးအခုရက်ပိုင်းဆိုကျွန်တော်တို့နဲ့အရန်နေတဲ့နေရာကနေအခုမြည်တောင်းတန်နေကြားနေရတယ်ဒါပေမဲ့ကင်မရာကမြင်နိုင်တဲ့နေရာမှာတော့မပေါ်ဘူးကျွန်တော်တွေ့ချမှုအရဆို3ရက်အတွင်းမှာပဲရက်ွက်ထဲကိုမတော်လားအဲ့တဲ့ဧည့်သည်တွေရောက်လာတော့မှာပဲမကြသေးခင်ကအမေကမြေအောက်ခန်းထဲကအဝတ်အစားတွေစောင်းလေးကိုအကုန်လျှော့ပြီးခြံထဲမှာထုတ်လန်းထားတယ်ကြီးကလက်ရာတွေမထားခဲ့မိအောင်လို့ဘီလာအင်းထဲကိုမဝင်ဘူးဒါကြောင့်ခြံထုတ်တဲ့နေရာလေးကိုပဲတုံးပြီးတန်တိုင်းတိုင်းမှာကျိုးချီပြီးအဝတ်တွေလန်နောက်ထပ်လက်ဝက်ကျော်လောက်အပြင်မထွက်ဖို့ပြင်ဆင်ထားတာပေါ့အဖေကဘီရိုတွေကရှိုးဝတ်တခါရဲ့စကားဝက်ကိုပြန်ပြောင်းလိုက်တယ်ဘီလာထဲမှာကျွန်တော်တို့မွေးနေ့တွေညပတ်သက်တဲ့တခုခုရှိနေနိုင်တယ်အကယ်၍သူတို့ကရှားတွေ့သွားခဲ့ရင်အဲ့ဒါကတေးတန်ကြတာနဲ့အတူတူပဲဖို့ကောင်တွေပေါ်လာတာ9ရက်မြောက်နေ့တောင်ဘက်ဆုံးမလူဦးရေကတဖြည်းဖြည်းများလာသလိုဖို့ကောင်တွေလည်းတိုးများလာနေပြီးမကြာခဏဆိုသလိုကားတွေလည်းအချိန်ပြင်းပြင်းနဲ့ဖို့ကောင်တွေကိုတိုက်ပြီးမောင်းပြေးကြတယ်အဆက်ကတော့ကြည်ရက်နဲ့ပြုတ်အန်ကျင်သလိုဖြစ်ထရတာအခုတော့စားရက်နဲ့တောင်ကြည်နိုင်နေပြီအမဲသား6တဲ့ထုတ်ကောင်ခါနီးမှာပဲရက်ွက်ထဲကိုမထိတဲ့လူတွေရောက်လာတော့တာပဲတကယ်တော့ဒီရက်ပိုင်းရက်ွက်ကိုတတိထားမိတဲ့သူတွေများပါတယ်သူတို့ကအများအပြားကားနဲ့တခါဝအထိမောင်းလာပြီးအချင်းကြီးကိုလစ်လာကြတယ်ဒါပေမဲ့တန်တခါကြီးကတော့ဘယ်လို့မှတွန်းလို့ရမှာမဟုတ်ပါဘူးသူတို့လည်းကားပေါ်ကနေဆင်းပြီးတခါကိုတွန်းဖို့အထိမရဲကြတော့အရှင်နဲ့မောင်းထွက်သွားကြတာပဲဒီတခါတော့ဘန်ကားလေးစီရောက်လာတယ်ကားထဲမှာလူဘယ်နှယောက်ပါတယ်ဆိုတာတော့မရှင်းဘူးသူတို့ကရက်ွက်ဝင်ပေါက်နာမှာတစီးပြီးတစီးရပ်လိုက်ကြတယ်ကားတွေကိုကားပြီးတော့လူ2ယောက်3ယောက်လောက်ကားပေါ်ကဆင်းပြီးတန်တကားကိုအတူတူတွန်းကြတယ်တော့ခါထားတာတီးသွားတော့လူ1ယောက်ကဒေါသတကြီးနဲ့ကန်လိုက်တယ်တန်တကားကန်စံကြောင်အနီးနားကဖုတ်ကောင်တွေရောက်လာတော့တာပဲဖုတ်ကောင်တွေကကားတွေကိုဝိုင်းပြီးမန်းတွေကိုအသေးအတန်ထုနှက်ကြတော့တယ်ဖုတ်ကောင်အကြီးအတော့များလာတယ်တချို့ဆိုရင်အချင်းချင်းပေါ်တက်နေနီးကားအောက်ပိုင်းကိုတောင်လန့်တက်ဖို့စ조사နေကြတယ်ဒီလိုဖြစ်လာတာမင်းတို့လူ2ယောက်ကကားတွေကိုချက်ချင်းပြန်ပုံးဝင်သွားတယ်ဗန်ကားလေးစီးလုံးကိုဖုတ်ကောင်တွေအတော်များများဝိုင်းထားတာကျွန်တော်လည်းကင်မရာဖန်ထားပြင်ကိုကြည့်ရင်တန်တရက်ဝင်လာတယ်ဘာလို့ကားအင်ဂျင်ကိုမနှိုးကြတာလဲသူတို့ဘာကိုစောင့်နေတာလဲနောက်ဆုံးဗန်ကားကသူ့နောက်ဖုံးကိုဖွင့်လိုက်ပြီးသွေးတွေအများကြီးလှည့်ချလိုက်တယ်သွေးတွေလားဘာသွေးလဲသူတို့သွေးတွေယူလိုက်တာလားဖုတ်ကောင်တွေကသွေးနှံ့ကြတော့နောက်ဆုံးကားစီကိုအပြုံလိုက်ပြေးလာကြတယ်ရှေ့ကဗန်ကား3စီးကတော့ဖုတ်ကောင်ဝိုင်းထားရကနေဘာပြဿနာမှမရှိပဲထွက်ပြေးသွားကြတယ်ဒါလူသွေးမှန်းကျွန်တော်ချက်ချင်းသဘောပေါက်လိုက်တယ်အဲ့ဒီနောက်ချက်ချင်းပဲကားနောက်ဖုံးထိပ်ကနေသွေးတွေပေးကျန်းနေတဲ့အရာတစ်ခုကိုကျိုးထူကြီးနဲ့ကားနောက်မှာချီပြီးပစ်ချလိုက်တယ်ဖုတ်ကောင်တွေကအဲ့ဒါကိုပြေးကြိုက်ကြတယ်အဲ့ဒါလူတစ်ယောက်ပဲကားနောက်မှာလူတစ်ယောက်ကိုချီထွားခဲ့ကြတာဗန်ကားကလည်းဒေဝေချင်းမရှိပဲမောင်းထွက်သွားတော့ကျိုးနဲ့ဆွဲထားတဲ့သွေးအလင်းလေးပြေးနေတဲ့လူကမြေပြင်ပေါ်မှာပုတ်တိုက်ပါလာပြီးသွေးလမ်းကြောင်းရှည်ကြီးကျန်နေကြတယ်အဲ့ဒီလူကမရက်မနာလိမ့်နေတယ်သူအသက်ရှင်နေတော့ပဲဗန်ကားကမရက်ဘူးနင်းနေပဲနီးသွားပြီးဆက်မောင်းနေတယ်ဒီလူကိုတုံးပြီးရက်ကွက်ထက်ကဖုတ်ကောင်တွေကိုဆွဲဆောင်ပြီးတခြားနေရာကိုခေါ်သွားချင်တာဗန်ကားထွက်သွားတော့သွေးလမ်းကြောင်းကြီးပဲကြံရက်ခဲ့တယ်ဖုတ်ကောင်တွေအကြိမ်ပေါင်းများစွာကြိတ်ခံနေရတာမြင်ဖူးခဲ့ပြီးမြဲအခုလိုအဝင်ဝါမှာကြံခဲ့တဲ့သွေးလမ်းကြောင်းကိုကြည့်ရင်ကျွန်တော်ကြက်တည်သွားခဲ့တယ်အသက်ရှင်နေတဲ့လူတစ်ယောက်ကိုကားနောက်မှာချီးပြီးဆွဲခေါ်သွားတာကြောထဲဆင့်ခနဲ့ထေးသွားတယ်သူတို့ရဲ့ရည်ရချက်ကရက်ကွက်ထက်ကိုဝင်ဖို့ပဲဆိုတာရင်ထဲမှာကွဲကွဲပြားပြားတွေးလိုက်ရတယ်ဒီလိုလူတွေကိုလူလို့ခေါ်နိုင်သေးရလားဖုတ်ကောင်တွေပေါ်လာတာ9ရက်မြောက်နေမနေ့ကထိခဲ့တဲ့ကိစ္စပြီးနောက်တော့ကျွန်တော်တို့မြေအောက်ခန်းတငါးကိုလုံအောင်ပိတ်ဖို့ဆုံးဖြတ်လိုက်ကြတယ်အမေကအဝတ်စားတွေအကုန်လုံးကိုစုသိမ်းပြီးလူမနေတဲ့ပုံစံပြန်ဖြစ်အောင်တိတ်တိတ်ဆိတ်ဆိတ်ပဲလုပ်နေတယ်အမေကိုအမိတ်ခန်းတငါးမှာထားခဲ့ပြီးတော့ရှိုးဝတ်တကားအကုန်ပိတ်ထားတာတေချာလားဆိုတာကိုစစ်ဆေးလိုက်တယ်ရှိုးဝတ်တကားမပိတ်ခင်မှာမြေအောက်ခန်းထက်တာဖုန်ဖုန်လေးတွေကိုကျွန်တော်လှဲဆူလိုက်တယ်ပြီးတော့စပင်အချောက်ခန်းဆက်နဲ့အခန်းအနက်ညီညီညာညာဖြစ်အောင်မှုတ်ထုတ်လိုက်တယ်ဘယ်သူမှမဝင်ဘူးဆိုတဲ့အထင်ရောက်အောင်လုပ်လိုက်တာအဖေကတော့မြေအောက်ခန်းတကားမှကျွန်တော်တို့ကိုစောင့်နေတယ်အတူတူပဲတန်တကားကြီးကိုပိတ်လိုက်တယ်တန်ကြိုးတွေနဲ့လုံအောင်ချီပြီးတော့အသားအစီးတစ်ခုနဲ့ခံထားလိုက်တယ်နောက်ဆုံးတော့ဆက်ပစ္စည်းတွေအကုန်လုံးကိုဝင်းပေါင်းနားမှာစုပုံထားလိုက်ကြတယ်အတန်လုံးတဲ့ပစ္စည်းတွေရှိပေမဲ့လည်းအားလူကြော်လိုအတန်မြင့်နေတဲ့အစားအသောက်တွေနဲ့မကြာသေးခင်ကမှရခဲ့တဲ့ပစ္စည်းတွေကိုထုတ်ပိုးထားတဲ့အိတ်တွေကနေထုတ်ပြီးလေလုံဘူးတွေထဲမှာထည့်သိမ်းလိုက်တယ်ဒါနဲ့ကျွန်တော်တို့လည်းတနေ့ကုန်စောင့်ကြည့်ရေးမော်နီတာရွှေ့မှာထိုင်ပြီးဝင်းပေါက်ကကားတွေကိုမြစ်တောင်မခတ်တန်းကြည့်နေခဲ့တယ်ဒါပေမဲ့အဲ့ဒီလူတွေရဲ့အရေးအယောင်တောင်မတွေ့ခဲ့ရဘူးမနေ့ကတော့ဒီလောက်ဆူဆူညံ့ညံ့ဖြစ်အောင်လုပ်သွားပြီးဒီနေ့ကျတော့ဘာလို့ရှာမှုလာမရှိဘူးညအမောင်ကြားတဲ့အထိအဲ့ဒီလူတွေပေါ့မလာဘူးညစာစားရင်အဖေနဲ့ကျွန်တော်နီးနေဆွေးနွေးဖြစ်ကြတယ်ညဘက်တိုက်ခိုက်ဖို့ကဖြစ်နိုင်ချင်နေတယ်ညဆိုတာဖုတ်ကောင်တွေရဲ့အချိန်လေးဒါကြောင့်တယောက်တည်းကင်းဆောင်ဖို့ဆုံးဖြတ်လိုက်ကြတယ်ဖုတ်ကောင်ပေးကြရောက်တာ17ရက်မြောင်မြောင်နေပေါ့
ဒီနေ့ရအတွင်းမျက်လုံးကိုမျက်နှာအဖြစ်မှာ24နာရီကထားခြင်းပေမဲ့ဘယ်သူမှရောက်မလာခဲ့ဘူးစန်တအိတ်ကုံလိုအမေကပစ္စည်းတွေကိုနေ့တိုင်းစစ်ဆေးနေတယ်ပစ္စည်းပြည့်စုံစွာချက်ပြုတ်ရမှစိတ်အေးရတာတဲ့ဒီနေ့ဘာစားရမှာလဲမွေးကြိုင်တဲ့ရနနောက်ကိုလိုက်ပြီးမီးဖို့ချောင်းထဲရောက်သွားတော့အမေကအိုးဖုံးကိုလန်လိုက်တယ်အံ့ဩစရာကောင်းလောက်အောင်မွေးကြိုင်နေတဲ့ကနန်းမွေးတယ်တကယ်ကိုရှားပါတဲ့ဟွန်းတခွတ်တယ်မနေ့ကရေခဲတေတာထောင်မှာကနန်းမွေးလက်ဆောင်ပုံတပုံတွေ့ခဲ့လို့အကုန်လုံးပေါင်းလိုက်တာတဲ့အမောင်ခန်းထဲမှာကနန်းမွေးတွေစားနေရတာတကယ်ကိုစိန်ကျက်လိုက်တာအဲ့ဒီအချိန်မှာအဖေကကျွန်တော်တက်ပလက်လေးကိုကိုင်ပြီးဆိုဖာပေါ်မှာထိုင်နေတာကြီးခဏလာဦးနဲ့စိတ်မပါတပါနဲ့ကနန်းကိုချပြီးအဖေစီပြေးသွားလိုက်တယ်အဖေကဘာမှပြန်မဖြောဘဲတက်ပလက်ကိုလက်ထဲထိုးပေးတယ်ကင်မရာစောင့်ကြည့်နေရတဲ့ခုကိုဖွင့်ပြပြီးချန်စီယိုကိုလက်ညှိုးထိုးပြတယ်မင်းကမျက်လုံးကောင်းလေကြည်စမ်းဒါပါလေတဲ့အဖေလက်ညှိုးအတိုင်းတက်ပလက်ကိုယူပြီးတေချာကြည့်လိုက်တယ်ကျွန်တော်နှလုံးထဲတတိန်တိန်ခုန်လာတယ်ဘယ်တော့မှမသိပဲဒီချန်စီယိုထောင်မှာလေကားတစ်စင်ပေါ်နေတာကိုချန်စီယိုထက်နင်းနေမြင့်ဒီမိထားတဲ့လေကားတစ်စင်ဒီရက်ဒီအတွင်းကျွန်မကအဝင်ဝကင်မရာကိုပဲအာယုံစိုက်မိခဲ့တာတခြားနေရာတွေကိုခက်ဖြက်ပဲကြည့်မိတော့ဒီထောင်ကလေကားကိုတတိမထားမိခဲ့ဘူးဒါနဲ့အဖေနဲ့ကျွန်တော်ကစောင့်ကြည့်ကင်မရာတွေအကမလုံးကိုတေချာစစ်ဆေးဖို့အသေးစိတ်တာဝန်ခွဲလိုက်ကြတယ်ရက်ကွက်ချန်စီယိုရဲ့ထောင်တော်များမှာလေကားတွေရှိနေတာတွေ့ရတယ်ဒါပေမဲ့ချန်စီယိုထဲမှာတော့ဘယ်သူမှမရှိဘူးလေကားတွေရှိတဲ့နေရာတွေကိုမြေပုံပေါ်မှာမှတ်လိုက်တော့စုစုပေါင်း9နေရာရှိပြီးတနေရာနဲ့တနေရာဝေးကွာနေတယ်အဲ့ဒီနေရာတွေကိုမြင်းကြောင်းတွေနဲ့ဆက်လိုက်တော့လေကားတွေကရက်ကွက်တစ်ခုလုံးကိုပတ်ပြီးဝိုင်းရံထားမှတွေ့ရတယ်တကယ်တော့ဒီနေ့ရအတွင်းလူတွေကအဝင်ဝမှာမပေါ်လာတာဟာချန်စီယိုပတ်ပတ်လေကိုလာဆုံစမ်းနေတာကိုတကယ်ကိုပေါ်ဆလိုက်တာကျွန်တော်ကသူတို့ကလူတွေကိုတုံးပြီးဖုတ်ကောင်တွေကိုဆွဲဆောင်ကအဝင်ဝကနေဝင်လာမဲလို့ထင်ခဲ့တာဒါပေမဲ့အရာကဆင်းကျက်တက်ပဲဆိုတာမမျှော်လင့်ခဲ့ဘူးသူတို့ကနိုင်ရန်ကိုကြောင်တက်ပြီးဝင်လာခြင်းခဲ့တာရေရှည်နေဖို့စီစဉ်နေခဲ့တာပဲအဖြစ်စကားတစ်ခွန်းကကျွန်တော်ကိုစဉ်းစားစေတယ်သူတို့ကရေရှည်နေမယ်ဆိုရင်သူတို့ကိုကင်တွေ့ရတာမလွယ်တော့ဘူးဒီတော့ကျွန်တော်တို့အရေးပေါ်အစည်းအဝေးလေးတစ်ခုကိုအမြန်ဆုံးခေါ်ယူလိုက်တယ်အစည်းအဝေးမှာမြေပုံကိုထုတ်ပြီးလေခေါရီရဲ့ဆက်ဆက်မှုကိုပြသလိုက်တယ်ပထမတော့သူတို့ကအဝင်းဝကိုဖွင့်လို့မရလို့နိုင်ရန်ကျော်တတာလို့ထင်ခဲ့တာဒါပေမဲ့အဖေပြောတာမှန်တယ်အခုတော့သူတို့ကရေရှည်နေဖို့စံတရှိပြီးနိုင်ရန်ကျော်တတာကအဝင်းဝကိုမဖျက်ဆီးချင်လို့တာဖြစ်တယ်ဆိုတာပို့ပြီးယုံကြည်လာပြီဒီလိုဆိုရင်ဒီရက်ကွက်တစ်ခုလုံးကသူတို့အထက်လုံခြုံတဲ့ဇွန်တစ်ခုဖြစ်သွားလိမ့်မယ်ဒီတော့သူတို့ကရက်ကွက်တစ်ခုလုံးကိုရှာတော့မလားအမေကမေးတယ်အဖေကခေါင်းညိပြတယ်ကျွန်တော်တို့အိမ်တဲကပဲပစ္စည်းတွေရှိနေတာဒါဆိုလဲခုတဲ့ပြစ်မှတစ်ခုဖြစ်လာလိမ့်မယ်ဒီရက်ကွက်ထဲမှာဖုတ်ကောင်တွေမရှိတော့ဝတ်ထုတွေရုပ်ရှင်တွေထဲကဖုတ်ကောင်တွေကိုတုံးတဲ့နီးပြူဟာတွေကအတုံးမဝင်ဘူးဒါပြင်ကျွန်တော်တို့မိသားစုကလွယ်လို့တခြားဘသူမှမရှိဘူးမြေအုပ်ခန်းထဲကနေသူတို့ကိုထွက်ခိုင်းဖို့ကမဖြစ်နိုင်တဲ့လောက်ပဲလောလောဆယ်မှာအရေးပေါ်အစီအစဉ်လည်းမရှိဘူးကျွန်တော်တို့လုံနိုင်တာတစ်ခုတည်းကတော့သူတို့မတွေ့အောင်ကြိုးစားနေထိုင်ဖို့ပဲကျွန်တော်အကြာကြီးအသွေးထဲညှို့မြောင်းနေတော့အမေကကနန်းစားဖို့လမ်းခေါ်တယ်ဖြည်းဖြည်းချင်းလျှောက်သွားလိုက်တယ်ကနန်းကအရင်လိုမွေးတော့ဘူးဒုံခနဲ့ရုပ်တရတက်ပလက်ကအလျက်ပင်တစ်ခုပြုတ်ကျတဲ့လိုမျိုးထွက်ပေါ်လာတယ်အဖေနဲ့ကျွန်တော်ကချက်ချင်းပဲပန်းကန်တွေကိုချပြီးဆိုဖာပေါ်ကတက်ပလက်စီပြေးတော်ချတယ်လူတစ်ယောက်ရဲ့ခေါင်းတစ်ဝက်လောက်ကနန်းရန်ပေါ်ကနေချောင်းကြည့်နေတာသူကပတ်ဝန်းကျင်ကိုဝေ့ကြည့်ပြီးနောက်ကထူပုံကြီးတစ်ပုံကိုပစ်ချလိုက်မြေပေါ်ရောက်တာနဲ့အဲ့ဒီပုံတစ်ပုံလုံးကနေထွေးတီစီးကြလာတော့တာပဲနီးရဲ့လက်ဆက်ထွေးတွေကနေရအနှံ့စီးစနေတယ်အထဲမှာဘာတွေပါလဲဆိုလားခေါင်းရှုခန့်ပြီးစဉ်းစားစရာကိုမလိုဘူးဖို့ကောင်တွေရောက်မလာတာကိုမြင်လို့အဲ့ဒီလူကခေါင်းညိပြီးတွတ်တွတ်လက်လက်နဲ့ခြံစည်းကိုခေါ်တက်လာတယ်လက်ထဲမှာတော့ဝါလုံးရှည်ကြီးကိုတင်းတင်းဆုပ်ကင်ထားပြီးဝါလုံးမှာဓာတ်ချွန်တစ်ချောင်းကိုချီနှောင်ထားတာဓာတ်ကင်ထားတဲ့လူကသွေးအိုင်နာကပုံပတ်လက်ကိုအကျင့်မြောက်စွာပတ်ကြည့်တယ်အနီးအနားကသွေးအိုင်ကိုတော့ခယူးမဆိုင်ဘူးလက်ဆက်တဲ့သွေးတွေကသူ့ဘောင်းပီကိုတောင်ဆွန့်ထင်းနေပြီးယောက်ျား၃ယောက်စလုံးတစ်ယောက်ပြီးတစ်ယောက်လေကားပေါ်ကနေကြော်တက်လာကြတယ်သူတို့အားလုံးကလက်ထဲမှာဓာတ်တွေကင်ထားပြီးကြောပေါ်အိတ်တွေလည်းလွှဲထားကြတယ်အထဲမှာသူတို့ရဲ့ပစ္စည်းတွေအကုန်လုံးတည်လာကြတာဖြစ်အောင်မယ်အဲ့ဒီအဖွဲ့ကချန်စီယိုကိုကတ်တီတတိကြီးကြီးသားကလှုပ်ရှားနေတယ်သူတို့ပြောက်ကွယ်သွားပြီးနောက်နိုင်ရန်ချင်းမှာသွေးဆုံးပိတ်ချနေတဲ့ခြေရာတွေနဲ့သွေးဆက်တွေချနေဆက်တဲ့ကတ်ထူပုံနှုတ်ပုံပဲချနေခဲ့တယ်ဒါကန်ခေါ်လဲသူကလူတွေကိုဥဆောင်ပြီးနိုင်ရန်တီချောက်ပတ်သွားတယ်ဖိုးကောင်းတွေမရှိတာထေချာတော့မှအဝင်းဝက်ဘက်ကိုဥတီသွားကြတယ်ကိုချန်ကြည့်ပါဦးဒီတကားကလော့ချထားတယ်လို့အရက်ပုတ်ပုတ်ဝါဝါအသားညိုညိုလူတယောက်ကသူ့နောက်ကလူကိုတန်တော့ဆွဲပြားပြီးပြောတယ်ကိုချန်ကဘာမှမပြောပဲလုံခြုံရေးကိစ္စတိတ်တိတ်ဆိတ်ဆိတ်ရှောက်သွားတယ်မိနစ်အနေငယ်ကြာတော့ချန်ကြီးလန်ပြန်ထွက်လာတယ်လုံခြုံရေးကိကတော့ဗလာနဲ့တီးပဲဒါပေမဲ့အတွင်းကနေလော့ချထားတာတွေ့ရတယ်ဆိုလိုတာကတော့ဒီရက်ကွက်ထဲကလူတွေလော့ချထားတာဖြစ်နိုင်ခြေအကြောင်းများတယ်လူတွေကချက်ချင်းနဲ့ပတ်ဝန်းကျင်ကိုတတိကြီးကြီးနဲ့ကြည့်လိုက်ကြတယ်ခွဲမသွားကြနဲ့ဒီမှာလူဘယ်နှယောက်ရှိမှမသိဘူးအဝင်ဝကနေစပြီးရှာမယ်တဲတော့ရောက်တွေ့ရင်တော့ကိုချန်ကလက်ပင်းလေးပြတဲ့အမူအရာလော့ပြတယ်ဒီလူတွေကတကယ်ကိုရက်ဆက်လိုက်တာယောက်ျားစထုံးရောက်တန်းစီပြီးအဝင်ဝနဲ့အနီးဆုံးပြီးလာကနေစပြီးတအင်းပြီးတကင်စစ်စစ်ရှာဖွေရတယ်အိမ်ဒီကအချေခံအောက်ထက်ဗလာနဲ့တီဖြစ်နေပြီးပုံအောင်စရာနေရလည်းမရှိတာကြောင့်သူတို့ကအချိန်တိုအတွင်းတဝက်လောက်ကိုပြီးစီးပြီးအလဲကပန်းချန်လေးစီရောက်လာကြတယ်ကိုချန်ဒီကအိမ်ဒီကတော့လူမနေတွေ့တဲ့ပုံပဲဓာတ်ကင်ထားတဲ့လူကပန်းချန်မြက်ခင်းပေါ်ဒုံခနဲ့ထိုင်ချလိုက်တယ်ရှာဖွေမှုကသူ့ကိုဖီးဆီးမှုတွေအပြစ်ဖေးထားခဲ့တာကိုချန်ကသူတို့ရှာဖွေဖိသားဘီလာတွေကိုပြန်လက်ကြည့်ပြီးမရှာရသေးတဲ့နေရာတွေကိုစိုက်ကြည့်လိုက်တယ်အိမ်ဒီရဲ့အပြင်ပန်းကိုကြည့်ရတာအဲ့ဒီတော့ကစောက်လို့ရဲလို့သားကတတ်ထားတာဖြစ်နိုင်တယ်ဝါဝါအသားညိုညိုလူကလည်းမြက်ခင်းပါထိုင်ချပြီးမောဟိုင်နေတယ်ကိုချန်ကဓာတ်ကင်ထားတဲ့လူကိုကြည့်လိုက်ပြီးရှစ်ဆက်ပြီးသွားစစ်အဲ့ဒီမှာလည်းဘသူမှမရှိရင်တော့ငါတို့ရှာတာရက်တော့မယ်လို့ပြောလိုက်တယ်တကယ်ပဲစီဖြောက်တာနားထောင်မိတာဂန်ကောင်းသွားတယ်အမေကတိုးတိုးလေးပြောတယ်အိမ်ရကင်ပန်းကိုရိုးရိုးရှင်းရှင်းပဲထားခဲ့တာခြံစည်းရိုးကိုလည်းထပ်မကတာကောင်းတယ်တဲ့အဖေရေသူတို့ကျွန်တော်တို့စီကနေအိမ်ငါးလုံးတော့ပဲဝေးတာနော်အချင်းတွေကတိတ်မကောင်းဘူးဗျကျွန်တော်မျက်လုံးတွေကဓာတ်ကင်ထားတဲ့လူရဲ့ပုံရိပ်နောက်ကိုလိုက်နေမိတယ်သူကအိမ်နှလုံးကိုကြော်ဖြတ်ပြီးနောက်ဆုံးအိမ်တစ်ချုပ်ကိုသူကဘာမှမဟုတ်တယ်လို့တစ်ချက်ကြည့်လိုက်တယ်ရင်အိမ်တွေနဲ့ဘာမှမထုဘူးလို့မြင်သွားပုံရတယ်ပြီးတော့လှည့်ပြန်သွားတယ်ရှေ့ကအိမ်တွေမှာလည်းလူမရှိဘူးဘရိုချန်ရဲတယ်ဓာတ်ကင်ထားတဲ့လူကသူ့ဝါးလုံးကိုချလူအုပ်ထဲဝင်ထိုင်ပြီးမျက်လုံးမိတ်နားနေလိုက်တယ်ဘရိုချန်ကတော့ခေါင်းညိပြပြီးနားတဲ့ကြောင်ပြတယ်ပြီးတော့ကြောပေါ်အိတ်ချအထဲမှာတခုခုကိုရှာနေတယ်
မိနစ်အနည်းငယ်ကြာတော့ဖိထားတဲ့ biscuit တစ်ခုထောက်ပြီးဖြည်းဖြည်းချင်းစစားနေတယ်ရေမပါလာလို့ဖြစ်မယ်ရက်ကွက်ရေပါနားသွားပြီးရေတောက်လိုက်တယ်ပြီးတော့ biscuit ကိုပြန်ဆက်စားတယ်တကယ်တော့သူတို့မှရစ်ခါရှာဖားနေတာဒီရက်ကွက်ထဲမှာလည်းဘာမှမရှိတော့ဘူးအစားအသောက်မရှိအဝတ်အထည်မရှိရေမရှိသူတို့ဒီမှာကြာနေနိုင်မှာမဟုတ်ဘူးလို့ကျွန်တော်တွေးမိတယ်အဖေဒီအစားအသောက်လေးနဲ့ဆို3-4ရက်လောက်ပဲနေနိုင်မှာပြီးရင်ထွက်သွားရတော့မှာပဲလို့ပြောတော့အဖေကခေါင်းခါတယ်လူနီးလေးရစ်ခါများလေးပဲတဲ့ငါတို့အိမ်နီးနားချင်းဒီမှာပွဲကောင်းဖျားပေါ်မှာပဲလို့ပြောလိုက်တယ်ဖုတ်ကောင်ကပ်ပဲရဲ့စနစ်ညက်မြောင်နေမနေ့ကတော့ကျွန်တော်တို့အိမ်နီးချင်းပန်းချန်နာကအိမ်တအိမ်မှာနားနေခဲ့ကြတယ်အိမ်ဒီထဲမှာကင်မရာမရှိတော့သူတို့ဘာတွေလုပ်နေလဲကျွန်တော်မသိဘူးရက်ကွက်တစ်ခုလုံးကင်မရာတွေမတက်ခဲမိတာကိုဘယ်လောက်တောင်နောင်တရမိလဲမပြောပါနဲ့တော့ဒါပေမဲ့ဒီမနက်မှာတော့သူတို့အိမ်ကနေထွက်ပန်းချန်ထဲကိုသွားပြီးမျက်ခင်းပေါ်မှာမြင်းနီးလဲပြီးနေဘူးဆက်လုံးနေကြရတာပဲဘရိုချန်ကိုလူအုပ်ထဲလိုက်ရှာကြည့်တယ်မတွေ့ဘူးဒါနဲ့ဓားကြိုက်ထားတဲ့လူကိုထပ်ရှာကြည့်တယ်သူ့ကိုလည်းမတွေ့ပြန်ဘူးအဲ့ဒီနေ့ရောက်အိမ်ထဲမှာဘာတွေတိုင်ပေးနေကြတာလဲနေ့လယ်လောက်ကျတော့ဓားကြိုက်ထားတဲ့လူကအိမ်ထဲကနေထွက်လာတယ်လူတိုင်းရှေ့မှာရပ်ပြီးခက်ရိုင်းပဲပြောတယ်မင်းတို့ရိတ်ခါတွေအကုန်ထုတ်ပေးပြန်ခွဲဝေမယ်တဲ့အုပ်စုထဲမှာလူလေးကယောက်ျားလေးတွေကြီးပဲဖြစ်ပေမဲ့ဓားကြိုက်ထားတဲ့လူကအတန်ဆုံးပဲဘယ်သူမှမလှုပ်ဘူးလူတိုင်းကသူတို့ကြောဖို့အိတ်တူတင်းဆုပ်ထားကြတယ်ဘေးဖို့စိတ်ကူးလည်းမရှိဘူးမျက်မှန်နဲ့အညက်ရှည်ပိန်လူကယောက်ကအားပြော့ပြော့နဲ့ပြောတယ်လွန်ခဲ့တဲ့ရက်ပိုင်းကတည်းကဒါနောက်ဆုံးရိတ်ခါခွဲဝေတာလုံးပြောခဲ့ကြပြီလေတဲ့မျက်မှန်နဲ့လူကစကားဆပြောတာကြားလိုက်တာနဲ့ចောင်းသားလေးတယောက်လိုပုံစံဖောက်တဲ့နောက်ထပ်လူငယ်တယောက်ကဝင်ပြောတယ်ရိတ်ခါခွဲဝေတာကမမျှတာတာကြပြီငါတို့ကလမ်းတစ်လျှောက်လုံးချွေရခဲ့ရတာမင်းတို့ကတော့ကြိုက်တဲ့အချိန်စားကြတာအခုကြမှာအကုန်ခွဲဝေမယ်ဆိုတာအိမ်မက်နေတာလားတဲ့ဓားကန်ထားတဲ့လူကဘာမှမပြောတော့ဘူးသူ့ဝါလုံးကိုကင်ပြီးမျက်မှန်နဲ့လူစီတိတ်တဲ့တိုးဝင်သွားတယ်ဓားကမျက်မှန်နဲ့လူရဲ့ခန္ဓာကိုယ်ထဲစိတ်ဝင်သွားတယ်သူကလက်ကောက်ဝစ်ကိုလှည့်ပြီးဓားကိုကိုယ်ထဲမှာတပတ်လဲအောင်လှုပ်လိုက်ပြီးတော့ပြန်ဆွဲထုံအဆက်မပြတ်ယူသွက်စွာထခွဲတယ်နောက်ဆုံးမျက်မှန်နဲ့လူအသက်ရှူရက်သွားတဲ့အထိပဲဓားကန်ထားတဲ့လူကလှုပ်ရှားမှုတွေကိုရပ်လိုက်တယ်သူ့မျက်နှာပေါ်ဆင်းသွားတဲ့သွေးတွေကိုတုပ်လိုက်ပြီးမကောင်းဆိုးဝါးဆန်တဲ့အပြုံးတစ်ခုနဲ့ပေါ်ပါပဲပြောလိုက်တယ်အခုတော့သူရိတ်ခါလူဖို့သဘောတူသွားပြီပေါ့တဲ့ဒါကိုမြင်တော့အဲ့ဒီလူငယ်ចောင်းသားလေးကမျက်မှန်နဲ့လေရဲ့ကြောပွေးအိတ်ကိုစွာယူပြီးလူအုပ်ထဲကနေထွက်ပြေးသွားတယ်ချက်ချင်းပဲပျောက်ကွယ်သွားတာပဲဓားကင်ထားတဲ့လူကတတွေးထွေးပြီးသူ့နောက်ကိုလိုက်ဖို့ပြင်နေတော့မှာပဲဘရိုချန်ကထွက်လာတယ်သူ့မျက်နှာကမောင်မောင်မီးမီးနဲ့ပြုံးနေတယ်ဘာမှအလင်းလို့စရာမလိုပါဘူးငါတို့အားလုံးဒီမှာပဲရှိတာပဲကိုတဲ့သူကသူ့ရဲ့တဝက်လောက်ပဲကြံတော့ရဲ့ကြောပွေးအိတ်ကိုပစ်ချလိုက်ငါဟာကိုအရင်ပေးမယ်တခြားဘသူများဣခါခွဲဝေးတာကိုကန့်ကွက်အောင်မလဲတဲ့သူအကြီးကလူအုပ်ကိုတပတ်ဝိုက်ကြည့်တယ်သူအေးသွားလောက်တဲ့အပြုံးတစ်ခုနဲ့ပေါ့တယောက်ပြီးတယောက်လူတိုင်းကသူတို့ကြောပွေးအိတ်တို့ကိုပစ်ချလိုက်ကြတယ်အဲ့ဒီဣခါခွဲဝေးတာကိုကျွန်တော်စိတ်မပါဘူးဒါနဲ့နေရာတကာကိုလိုက်ရှာနေမိတယ်အဲ့ဒီလူတွေအားလုံးထဲမှာအဲ့ဒီចောင်းသားဒီတယောက်ထဲသာတတ်သိရှိတာပြီးတော့သူကထက်လက်ထမ်းရက်တယ်သူတို့လက်ထဲမှာအသက်ရှင်နိုင်မှာမဟုတ်ဘူးဆိုတာသူသိလို့ထွက်ပြေးတာသူ့အရေးအယောင်တော့မတွေ့ရတော့ဘူးအဲ့ဒီကောင်လေးဘယ်ရောက်သွားပါလိမ့်လို့တွေးနေတော့ဟေးဘာလို့ငါအိမ်ရှိမှာရောက်နေရတာလဲចောင်းသားလေးကကျွန်တော်အိမ်တကားရှိကတစ်ပင်အောင်မှာခိုးကြောင်ခိုးဝတ်ပုံးနေတာခန္ဓာကိုယ်တဝက်လောက်ထုတ်ပြီးပန်းချန်ကြီးကိုအကဲခတ်နေတာလူလာမလာကြည့်နေတာဓားကင်ထားတဲ့လူလိုက်မမီတော့တာတေချာတော့မှသူကကောက်ယူလာတဲ့ကြောပွေးကိုအမြန်ဖွင့်ပြီးအစားတောက်တီအကုန်ထုတ်သူလိုတာတွေကိုရွေးယူတယ်ပြီးတော့မလိုတဲ့ဟာတွေကိုကြောပွေးထဲပြန်ထည့်ပြီးကျွန်တော်တကားရှိကိုပစ်ချသွားတယ်ဒီအိမ်ထဲဝင်သွားပြီလို့သူတို့ကိုထင်စေချင်တာတေချာတယ်ဘလောက်တောင်အတောင်အတလို့ကျွန်တော်ဆက်တွေးမိတယ်အစကတော့သူ့ကိုပိုထက်မြက်တယ်လို့ထင်ခဲ့တာပန်ချန်ဧရိယာကဗီဒီယိုကိုပြန်ဖွင့်လိုက်တော့သူတို့တွေအဲ့ဒီလိုပဲမျှမျှတတချွတ်တဲ့ရိတ်ခါတွေကိုစက်ခွဲဝေနေကြတော့ចောင်းသားလေးကိုစောင့်ကြည့်တဲ့ဖိကိုပြန်သွားကြည့်လိုက်တယ်ကျွန်တော်တိုးတိုးလေးပြောလိုက်တယ်မင်းအခုလှည့်ထွက်မထွက်ရင်ဘယ်တော့မှထွက်နိုင်တော့မှာမဟုတ်ဘူးတဲ့အဲ့ဒီအချိန်မှာပဲအမေကကျွန်တော်ကိုညှင်းသားစွာခေါ်ပြီးထမင်းစားဖို့ပြောလာတယ်ဒီနေ့ညစာပါလဲတဲ့စားဖို့ဆိုတဲ့စကားကြားလိုက်တာနဲ့ဖုန်းကိုအမြန်ချလိုက်တယ်ဒီကပ်ဘေးကာလမှာအမေလှုပ်ပေးတဲ့ပူပူနွေးနွေးထမင်းကနတ်ကိုနေ့တိုင်းစားရတာအင်မတန်ပျော်ရွှင်စရာကောင်းပါတယ်ဘရိုချန်ရောက်လာတဲ့ကကျွန်တော်တို့အိမ်မှာဘာဟင်းမှစီနတ်လှော်တာတို့ကြော်တာတို့မလုပ်ဖြစ်တော့ဘူးမိခိုးနဲ့စီနတ်ကတိတ်ထလွန်းနေသူတို့ထဲမှာထူးခြားတဲ့အနံ့ခန့်နိုင်စွမ်းရှိတဲ့သူများရှိမလားဘယ်သူသိမလဲဒီနေ့တော့အမေကအသားမျိုးစုံအရွက်မျိုးစုံထည့်ထားတဲ့ဖတ်ထုတ်တွေရဲ့ငွေကြိုင်တဲ့ရှာလကာကြီးနဲ့ပူပူနေနေဖတ်ထုတ်တွေရဲ့ပင်လေရင်းမော်နဲ့ကြက်ဦးစမ်းထားတဲ့ဟင်းချိုရဲ့လှုပ်ထားတဲ့ကျန်တာတွေကိုနှစ်တစ်ကူအတော်ထည့်ထားဖို့မိဘတွေကဆုံးဖြတ်လိုက်ကြတယ်ပုံမှန်အတိုင်းနှစ်တစ်ကူကွဲမကျင်းပနိုင်တာဘယ်လောက်တောင်ကြာပြီလဲဒီကဘေးဘယ်တော့မှပြီးမလဲလူသားတွေဘယ်တော့မှပုံမှန်အတိုင်းနှစ်တစ်ကူပွဲကိုပြန်ကျင်းပနိုင်မလဲဆိုတာကျွန်တော်လည်းမသိတော့ပါဘူးစာဖီတော့မိဖို့ချောင်းထဲမှာကျွန်တော်ရဲ့တခုတည်းသောတာဝန်ပန်းကန်စေတာကိုလုပ်လိုက်တယ်မိဘတွေကတော့အနားယူဖို့တွားနေကြပြီဒါနဲ့ tablet ရဲ့ Sonji Fit ကို TV ပေါ်ထိုးပြပြီး sofa ပေါ်မှာကွေးပြီးနန်းသွင်းမိဖုရားတွေအကြောင်းထိုင်ကြည့်နေမိတယ်မိဖုရားခေါင်ကြည့်တဲ့ပရိယေတွေကိုကျွန်တော်တင်ယူရအောင်ပါကိုလုံယူလေးမွေးတော့မဲ့အချိန်ကြမှာခဏရပ်ပြီးရေတောက်ထိုးထွက်လိုက်တယ် monitor ကိုကြည့်လိုက်တော့လူတချို့ထက်ရက်လာတာတွေ့ရတယ်လှည့်ကင်းလှည့်နေကြတာပုံစံပဲဒီလိုကြီးမားတဲ့ရက်ွက်ကြီးမှာဘရိုချန်ကလူအများကြီးခေါ်မလာတာနေရာတိုင်းကိုစောင့်ကြည့်နိုင်မှာမဟုတ်ဘူးကျွန်တော်တိတ်တိတ်လေးစူတောင်းလိုက်တယ်ကြောင်းသားလေးထွက်ခင်းနိုင်ခဲ့ပါစီလို့ဘရိုချန်ကအိမ်တိုင်းကိုပြန်ရှာမှာကိုကျွန်တော်မပူပါဘူးသူ့အဖွဲ့ကလူထယောက်ဆုံးဆုံးကြီးပြီလေအားလုံးရဲ့ရစ်ခါတွေကိုညီချန်လူတွေနဲ့မထိမနေဝိမြတ်စားတော့နေရတယ်အရင်တော့စီးလုံးညီညွတ်မှုနဲ့မရှိတော့ဘူးတကယ်တော့အဖွဲ့ထဲမှာပုံကန်ဖို့ကြံစည်နေပြီလားမသိဘူးဒါပေမဲ့ညီချန်ကလည်းအခုအချိန်မှာနောက်ထပ်ရှာဖွေခိုက်လောက်တဲ့အထိမိုက်တဲ့သူမဟုတ်ဘူးဒီတော့အခုလောလောဆယ်တော့ကျွန်တော်တို့လုံခြုံတယ်ဖုတ်ကောင်ကပ်ပြီး16ရက်မြောင်နေရာသီဥတုကတဖြည်းဖြည်းပိုအေးလာတယ်မြေအောက်ခန်းထဲမှာကျွန်တော်တို့အားလုံးအနှွေးထည်တွေဝတ်ထားကြရပြီးရေချိုးတာလည်းမကြာခဏမဟုတ်တော့ဘူးဆိုလာစွမ်းအင်နဲ့ရေနွေးလုံပြီးရေချိုးဖို့ဆိုတာအနည်းဆုံးတနားရီလောက်အချိန်ယူရတယ်အဲ့ဒီနောက်တော့ညီချန်နဲ့တခြားသူတွေပန်းချန်နာကဗီလာအချို့မှာတွားနေကြတာတွေ့ရတယ်သူတို့
တို့အပြင်မထွက်တာရက်တော်ကြပြီသူတို့ရဲ့ကြောဖို့အိတ်သေးသေးလေးတွေထဲမှာအနှွေးထည်တွေပါမှာမဟုတ်တာသိချတယ်ကျွန်တော်လည်းကြောင်းသားလေးလူယူထားတဲ့ကြောဖို့အိတ်ကိုစစ်ကြည့်လိုက်တယ်ရှားပါတဲ့အစားအစာတွေကလွဲလို့တခြားဘာမှမရှိဘူးကျွန်တော်ကင်မရာတွေတပ်ဆင်တော့ကဗီလာအချို့ထက်ကိုဝင်ကြည့်ဘူးတယ်စိန်ခံပစ္စည်းတွေကျမ်းပင်တွေလက်စစ်နဲ့ရေတွေကအဲ့ဒီအချိန်တုန်းကရနိုင်သေးပေမဲ့ပရိဘော့ကာတွေတော့မရှိဘူးသူတို့ကလေတန်းကိုတော့ကာကွယ်ဖေးနိုင်ပေမဲ့အေးခင်းနေတဲ့ယာဒီဥထုတန်းကိုတော့မကာကွယ်နိုင်ဘူးတောင်ပိုင်းမှာရှိတဲ့စိုးစိုးအေးမြတ်တဲ့အေးမြတ်မှာဆိုတော့ခန္ဓာကိုယ်ကြန့်ခိုင်မှုမရှိရင်ဒီဆောင်းရာဒီကိုဘလို့ရှင်းတန်းဖြတ်တန်းကြမှာမသိဘူးကျောင်းသားလေးအကြောင်းစဉ်းစားမိတယ်သူ့တင်ကန်းစာရသွားပြီးထွက်ပြေးသွားတာဖြစ်နိုင်တယ်ရက်တော်ကြအောင်လဲသူ့ကိုဘယ်နေရာမှမတွေ့ရတော့ဘူးကပ်ဘေးကာလထီပေမဲ့ဖုတ်ကောင်တွေကိုမကြာခဏမတွေ့ရဘူးကွန်ဒိုအဝင်ဝမှာဆိုရင်အယမ်းနေတယ်လက်တလုံးမှာလည်းဂိတ်နိုင်ကနေကားတစ်စီးမှမဖြတ်သွားဘူးတာမန်လူလိုမီအောက်ခန်းမှာမနေဘူးဆိုရင်ကျွန်တော်မြင်နေရတဲ့ဖုတ်ကောင်တွေကအိမ်မက်တစ်ခုလိုပဲခံစားရမှာဖုတ်ကောင်ကပ်ဘေးစတင်ဒီနှက်ဆက်ရမြောက်နေညီချန်တဲ့တူလူတွေဘာဖြစ်ကုန်ပြီလဲကျွန်တော်မသိဘူးကျွန်တော်ရဲ့အသွက်ချက်မှုအရာဆိုရင်ကပ်ဘေးတာမဖြစ်ခဲ့ဘူးဆိုရင်အခုအချိန်မှာကျွန်တော်စာမေးပွဲခန်းမထဲမှာတစ်နှစ်တာလစ်လာခဲ့တဲ့ဘဟုတုတတွေကိုစာရွက်ပေါ်ချရေးပြီးမာစတာဘွဲ့ရတော့မှာကျောင်းသားဘဝကိုလွမ်းလိုက်တာဘုံရုတ်တရက်အတန်ကျဲကြီးကြားလိုက်ရတော့ကျွန်တော်ရဲ့အတွေးစတွေပြတ်တောက်သွားတယ်ကျွန်တော်အတန်လာရကိုအမြန်ရှာချိလိုက်တယ်ကွန်ဒိုအဝင်ဝနာမှာရုတ်တရက်ကွန်တင်ကားကြီးတစ်စီပေါ်လာပြီးတန်တကားကိုမနာတန်တိုက်ခိုက်နေတာကျွန်တော်မိဘတွေလည်းစူညံတန်ကိုကြားပြီးတီးပြီးလာချိကြတယ်ကားကြီးကတကားကိုထက်ခါတိုက်ခိုက်နေတာကိုကျွန်တော်တို့အားလုံးတင်းကားစွာကြည့်နေကြတယ်ခဏကြာမှတော့ကျွန်တော်တခုခုမားနေပြီဆိုတာသိလိုက်အဲ့ဒီကားကတကားကိုဖြိုချို့ဖို့ရည်ရွယ်ချက်မရှိဘူးဒီလိုကားကြီးတစ်စီးသားအတွင်းကိုဝင်ချင်းရင်၃ခါလောက်အစဉ်တင်လိုက်ရုံနဲ့ဖြိုချနိုင်တာအဲ့ဒီအချိန်မှာတကားဝနာမှာညီချန်တို့ခွဲအရေးဒီပေါ်လာတော့မှကျွန်တော်ချက်ချင်းသဘောပေါက်လိုက်တယ်ဒါကအာယုံပြောင်းဖို့လုပ်တာပဲဒီလိုကျဲလောင်တဲ့အတန်းကြီးကအတွင်းကလူတွေကိုအဓိကတကားဘက်ကိုအာယုံစိုက်သွားစင်မှာတေးချတယ်ညီချန်တို့ဖွဲ့ကအပြင်ဘက်မှာကားတစ်စီးရှိနေတာကိုမမြင်ရတော့တတိမထားမိဘူးသူတို့လည်းနိုင်ရန်ကိုချော်တက်ဖို့ကြံ့နေချတာလားကျွန်တော်ကင်မရာကိုဖွင့်ပြီးနိုင်ရန်ဘက်ကိုချိန်လိုက်တယ်ထောင်စွန်းအားလုံးကိုကြည့်လိုက်တယ်ဒါနဲ့ပထမဆုံးအချိန်ဓာတ်ကြိုထမလေကတင်ခဲ့တဲ့နေရာမှာပဲခေါင်းတစ်လုံးချောင်းကြည့်နေတာတွေ့လိုက်ရတယ်ကြောင်းသားလေးပဲသူပြန်လာတာပဲတကယ်တော့သူကအကူညီသွားခေါ်တာကိုအခုတော့ဓာတ်တို့သမားတွန်းခဲတဲ့လမ်းကြောင်းတိုင်သူတို့ကိုလမ်းပြနေတာပဲကျောင်းသားလေးကနိုင်ရန်ကိုအရင်ဆုံးခုန်ကျော်ဝင်လာတယ်သူကသူနောက်ကလူကိုတခုခုပြောလိုက်တော့နောက်ထပ်လူတစ်ယောက်ရဲ့ခေါင်းပေါ်လာတယ်တေချာကြည့်လိုက်တော့ကျွန်တော်တို့ရဲ့အသည့်ဟောင်းတွေပဲသူခေါ်လာတဲ့အကူကြီးတွေကတတိယအကိုလီကိုတက်ထဲကလူထွားကြည့်တယ်ပဲနောက်ထပ်သွေးထွက်တန်ယိုအစုလိုက်အပြုံလိုက်တက်ဖြစ်မှုတစ်ခုရောက်လာတော့မှာပဲခေါင်းဆောင်ကသူ့နဲ့အကူတာမာထွားချိုင်းနဲ့ညီကိုတစုကိုခေါ်လာပြီးလွင်မြန်ဖြက်လက်စွာခုန်ကျော်ဝင်ရောက်လာတယ်သူတို့အားလုံးချက်ချင်းနိုင်ရန်အနီးမှာတန်းစီနေကြတယ်နောက်ဆုံးလူဘေးကင်းစွာဆင်းသက်လာတာကိုမြင်တော့ခေါင်းဆောင်ကဖုန်းခေါ်လိုက်တယ်ကားကြီးကဂိတ်ကိုတိုက်တာရက်လိုက်ပြီးတိတ်ဆိတ်စွာထွက်ခွာသွားတယ်သူတို့ကညီချန်တို့အဖိုက်လို့အကြာကြီးနေဖို့စီစဉ်တာမဟုတ်ဘူးညီချန်ကိုရှင်းပစ်ဖို့အတွက်တောင်အသုံးချချင်တာဖြစ်နိုင်တယ်ခန္ဓာကိုယ်ကြန့်ခိုင်မှုအရာဆိုရင်ဓာတ်တို့သမားတယောက်ပဲဒီလူထွားကြီးနေနဲ့ရှင်းနိုင်မှာခေါင်းဆောင်ကတခြားသူတွေကိုအချက်ပြလိုက်တယ်ချက်ချင်းပဲအဖိုက်၅ဖိုက်ခွဲပြီးအနည်းဆုံးဗီလာတွေစီကိုပြေးဝင်သွားကြတယ်ညီချန်ကသူ့နာရီကိုကြည့်ပြီးတော့သူလည်းဗီလာတစ်လုံးတည်းဝင်သွားတယ်မော်နီတာဘော်ကလွတ်နေတဲ့နေရာကိုကြည့်ပြီးအခုလိုကျူးကျော်ဝင်ရောက်တာကိုကျွန်တော်သာမမြင်ခဲ့ရရင်ကားကြီးကဝင်လို့မရလို့ရိုးရိုးလေးပြန်ထွက်တာလို့ထင်မိမှာညီချန်ကမျက်နှာတီနဲ့အမူအရာတစ်ခုလုတ်ပြလိုက်တယ်စိတ်အေးထားကားကဝင်လို့မရဘူးပြန်သွားပြီးနားကြတော့ပြီးတော့လူတိုင်းကိုပြန်ဖို့ခေါ်လိုက်တယ်အဲ့ဒီနောက်ညီချန်ကဓာတ်တော်သမားနဲ့ဝတ်တုတ်ကြီးကိုခေါ်လိုက်တယ်သူတို့၃ယောက်ကလူအုပ်ထဲကနေတိတ်လေးခွာပြီးဂိတ်ဆောင်ခံဘက်ကိုတွားကြတယ်အခုကျွန်တော်တို့တခြားသူတွေနဲ့အတူပြန်မသွားဘူးလားဒီမှာဘာလို့နေကြတာလဲဝတ်တုတ်ကြီးကနားမလည်စွာမေးလိုက်တယ်ပြန်ချင်းရံမွေ့ပါသားပြန်သွားညီချန်ကသူ့ကိုစူးစူးဆိုင်ဆိုင်ကြည့်လိုက်တယ်မျက်ခင်းပြင်ကအုတ်ခဲတစ်လုံးကိုကောက်ယူပြီးဓာတ်တော်သမားကိုပြေးလိုက်တယ်တကားကိုဖြိုချလိုက်မန်ကိုရိုက်ခွဲတာပုံမြတ်မလားအတန်ထွက်မှစိုးလို့ပါဝတ်တုတ်ကြီးကဖြိုလိုက်တယ်ညီချန်ကခဏလောက်တိတ်ဆိတ်သွားတယ်ရိုက်ခွဲခိုင်းတာကိုလှုပ်ဆမ်းပါကွာစကားများလိုက်တာဓာတ်တော်သမားကအုတ်ခဲနဲ့တော့ကိုအချိန်မြတ်စွာရိုက်ချလိုက်တော့တော့ကချိုးသွားတယ်သူတို့၃ယောက်ကခြေဖျားထောက်ပြီးကိတ်ဆောင်ခန်းထဲကိုဝင်သွားကြတယ်ကင်မရာဒီမှာလှုပ်ရှားမှုမတွေ့ရတော့မှကျွန်တော်မိဘတွေကိုအဲထန်ကိုခေါ်ပြီးခုနကဖက်ပြက်ခဲတာတွေကိုအချမ်းဖင်းပြောပြလိုက်တယ်ကျွန်တော်တို့ကမျက်မြင်သက်သေတွေထင်နေတော့ခေါင်းဆောင်ရဲ့ရည်ရွယ်ချက်တွေကိုခံမှန်းနိုင်တယ်သူကညဘက်အလေးအငိုက်တိုက်ခိုက်သူတေချာပေါက်စီးစင်းနေတာပဲကြောင်သားလေးကကွန်ဒိုထဲမှာဖက်ကောင်မရှိဘူးဆိုတာဒီလူထွားကြီးတွေကိုပြောပြထားမှတေချာတယ်ရန်သူမှာကျွမ်းကျင်သူတွေရှိမရှိမတေချာတဲ့အခါညဘက်တိုက်ခိုက်တာကအသင့်တော်ဆုံးပဲဒါပြင်တခြားအဖွဲ့ကလည်းကျူးကျော်ဝင်ရောက်လာတာကိုမသိသေးဘူးညီချန်ကလိမ့်ပါတယ်သူလည်းကခုခုမှားနေပြီဆိုတာတတိထားမိလောက်ပြီးသူတို့ကိုစိတ်အေးအေးထားခိုင်းတာကလူတွေကိုဒိုင်းအဖြစ်သုံးဖြူပြီးသူ့လက်ကိုယ်ပိုင်အစီအစဉ်အချင်းဆွဲတာပဲသူ့ရွေးချက်ဒီပါမှကျွန်တော်တခုထိမခံမနိုင်သေးဘူးဗျာကိန်းနာမှာရှိတဲ့ကိစ္စဆောင်ရုံကနေလွတ်မြောက်ဖို့ပိုလွယ်မယ်လို့သူထင်ခဲ့ရလားဒါမှမဟုတ်ကိုယ့်ကိုယ်ကိုကာကွယ်ဖို့လက်နက်တွေရှာတွေ့လွတ်မယ်လို့များသူမျှော်လင့်ခဲ့သလားအန်ဒီရဲ့အများဆုံးနေရာကပဲပုံဖို့အလုံးချုံဆုံးလို့များယူဆခဲ့ရလားဘာပဲဖြစ်ဖြစ်ဒီညကတော့တိုက်ပွဲပြင်းထန်တဲ့ညတညထိလာတော့မယ်ဆိုလားတေချာနေပြီဒါဖြစ်ကျွန်တော်တို့ကိုစိုးရင်ပူပန်စီတဲ့နောက်ထပ်ကိစ္စတစ်ခုလည်းရှိနေသေးတယ်ဗျာအကယ်၍အဲ့ဒီလူတန်ကြီးတွေဒါဒီနေရာကိုသိမ်းပိုက်လိုက်ရင်အကုန်လုံးကိုနက်နက်ဆက်ဆက်ရှာဖွေကြမလားလူမရှိတဲ့အိမ်ယာဝင်းထဲမှာလူနေအိမ်တစ်လုံးတည့်သွားရင်ကျွန်တော်တို့အိမ်ကိုအကုန်လုံးဖိကြတော့မလားတတိယအကိုလီကိုရရက်ဆက်ဆက်တစ်ဖက်တာမြင်ပြီးတဲ့နောက်သူတို့ကိုအကိုချမ်းထက်တုံပို့ပြီးမယုံတန်ကဖြစ်နေခဲ့မိတယ်ဒီညတော့မိသားစုအလုံးအဲ့ခန်းထဲကနေစောင့်ကြည့်ကြမယ်လို့ကျွန်တော်တို့ဆုံးဖြတ်လိုက်ကြတယ်ကျွန်တော်လည်းဆောင်းဒီအကုန်လုံးကိုဆိုဖာစီတဲလာခဲ့တယ်အေးတဲ့အပြင်အီးမီလွယ်တယ်စေဝါတွေကလည်းရှာပါနေပြီလေကောင်းကောင်းခြုံဖို့လိုနေတာပေါ့အဖေကဂိတ်ကိုစစ်ဆေးပြီးပိတ်ဆို့ဖို့ပစ္စည်းတွေဆက်ပြီးပုံနေခဲ့တယ်အမေကတော့ခောက်ဆွဲပြိုပူပူတွေပြင်ဆင်နေခဲ့တယ်အိမ်ရဲ့နှွေးထွေးမှုကအဖေကအရေးတန်ကနေကျမတို့ကိုကာကွယ်ပေးထားတယ်လို့ခံစားရတယ်ညရောက်လာတာနဲ့ခေါင်းဆောင်ကြီးစပြီးလှုပ်ရှားပါတော့တယ်တယောက်ပြီးတယောက်လက်နက်ကိုစီနဲ့မောင်ထဲမှာတိတ်တိတ်ဆိတ်ဆိတ်ထွက်လာကြတယ်လူနေတဲ့ဗီလာတွေမှာတော့မီးရောင်တွေထိန်ထိန်လင်းလို့ညထဲမှာထင်ရှားနေခဲ့တယ်လူထန်ကြီးတွေကတော့အဖွဲငယ်လေးတွေထိကျွမ်းကျင်စွာခွဲပြီးမီးထုံးထားတဲ့ဗီလာတွေစီဥတီသွားကြတယ်
တိတ်ဆိတ်နေတဲ့ညကိုထိုးဖောက်ပြီးအော်ဟစ်တန်တီထွက်ပေါ်လာတယ်အဲ့ဒီနောက်မှာတော့တောင်ပန်တန်တီငိုကြွေးတန်တီစစ်တိုင်ဆိုသလိုပေါ်လာပါတော့တယ်မင်းနဲ့စင်တော့ကြာပြီးတဲ့နောက်အေယာယာဟာတိတ်ဆိတ်ငင်းသက်သွားပြန်တယ်အဲ့ဒီအချိန်မှာအကိုချန်ကဂိတ်ဆောင်ယုံကနေတိတ်တိတ်လေးထွက်လာတယ်ဂိတ်စီသွားပြီးတော့ဖွင့်ဖို့တော့တချောင်းထုတ်လိုက်တာကိုမယုံနိုင်စရာပဲဂိတ်ဆောင်ယုံထဲမှာတော့ရှိနေခဲ့တာအကိုချန်ကဂိတ်ကိုသူထွက်လို့ယုံလေးဟာပြီးငင်တာလေးခောက်လိုက်တယ်တန်ဂိတ်စီကိုပေါ့ဝတ်သားကောင်နဲ့ဓားမြောင်ကောင်တို့လည်းထွက်လာနိုင်ခဲ့ကြတယ်ဒါပေမဲ့သူတို့ချက်ချင်းမထွက်သွားကြဘူးအဲ့ဒီအစားဂိတ်ကိုအတင်းတွန်းပြီးဖွင့်ပစ်လိုက်ကြတယ်သူတို့ကဂိတ်ကနေလွတ်မြောက်ခြင်းယုံတင်မကဘူးဖုတ်ကောင်ဒီကိုပါထဲကိုဝင်ခွင့်ပြုဖို့ကြံရွယ်ခဲ့ကြတာကြံတဲ့သူတွေကတော့အင်ယာဝင်းရဲ့အလဲမှာရှိနေကြတော့ပဲသူတို့ရဲ့အော်ဟစ်တန်တွေကဂိတ်ခွင်တန်တို့မှလှန့်မိုးသွားခဲ့တယ်ဂိတ်လုံးမှာပွင့်သွားတဲ့အထိသူတို့မထွက်သွားကြဘူးကျွန်တော်ဒေါသတကြီးပြောမိတယ်သူတို့ဒီမှာလူတွေကိုတက်ဖစ်ခဲ့ကြတာပဲသွေးနံကဖုတ်ကောင်တွေကိုဆွဲဆောင်မှတိချတယ်တကယ်လည်းဖြစ်လာခဲ့တယ်ပတ်ဝန်းကျင်ကဖုတ်ကောင်တွေကသွေးနံကိုရသွားပုံရတယ်တပြိုင်နက်တည်းအော်ဟစ်ကီအတွင်းဘတ်ကိုပြေးဝင်လာကြပါတော့တယ်လူတွေရဲ့အော်တန်တွေမကြားရတော့ဘူးဖုတ်ကောင်တွေရဲ့ဟိန်းတန်နဲ့ပြေးလွှားတန်တွေပဲညအမောင်ထဲမှာပိတ်တင်ထနေတော့တာပေါ့ခေါင်းဆောင်ကြီးမျက်နှာဖြူရောဖြစ်သွားတယ်မျက်နှာလည်းမြင်းမောင်လာပြီးအကောင်လုံးမြို့ရိုးစီပြေးကြလို့အော်ဟစ်လိုက်တယ်လူတွေလည်းအဲ့ဒီစီကိုပြေးကြတာပေါ့အတွင်ဘတ်မှာလှီကားမရှိဘူးလူတယောက်ညာဖခုံးပေါ်နင်းပြီးအထောက်အကူယူမှတက်နိုင်ကြမှာဟာကွာခေါင်းဆောင်ကြီးကနောက်ကိုလှဲ့ကြီးပြီးမြက်မြန်လွတ်တိုက်သွင်းနေတယ်ကျွန်တော်ကိုအန်အားတင်စေတာကတော့ခေါင်းဆောင်ကြီးကသူ့အရင်တက်တာမဟုတ်ပဲသူ့ညီအီကိုတွေအထက်နောက်ဖေးကိုကာကွယ်ပြီးနေခဲ့တာပဲဖုတ်ကောင်တွေနီးကပ်လာတဲ့အချိန်မှာတော့အများစုကမြို့ရိုးပေါ်ရောက်နေကြပြီဖုတ်ကောင်တကောင်သူ့စီကိုယူမူပြေးလာခဲ့တယ်သူထဲအခုခုံလိုက်တော့လူထန်ကြီးတယောက်ကလက်ကမ်းပေးပြီးအော်ဟစ်လိုက်တယ်ဖုတ်ကောင်ကခေါင်းဆောင်ကြီးစီခုံအုပ်တော့မဲ့အချိန်မှာပဲသူကဟိုလူရဲ့လက်ကိုဆွဲပြီးခုံလိုက်တယ်ဒါနဲ့အကောင်လုံးဝိုင်းပြီးသူ့ကိုမြို့ရိုးပေါ်ဆွဲတယ်လိုက်ကြပါတော့တယ်သူတို့အန်အားတင်မှုကနေဖျက်မထူထောင်နိုင်ခင်မှာပဲမြို့ရိုးဘေးပတ်လည်နေရာကိုဖုတ်ကောင်ဒါဇင်ပေါင်းများစွာကဝိုင်းရံချပြီးသားဖြစ်နေပြီစူပူတန်တွေအယမ်းမကြီးသူ၏အကုန်လုံးအခုစင်းကြခေါင်းဆောင်ကြီးကမောဟိုက်စွာအမိန့်ပေးလိုက်တယ်လူတိုင်းကနာခံကြပြီးစနစ်တကျလေးကန်တိုင်းဆင်းသွားကြလေခေါင်းဆောင်ကြီးကနောက်ဆုံးလူပဲဘယ်သူမှသူ့ကိုမေခွန်မထုတ်ကြဘူးဒါကသူ့နောက်ဖေးကိုမကြခဏကားကွယ်ပေးနေကြဆိုတာပြသနေတာပဲတို့လက်ရောက်တော့လေကားကိုမပြီးအထဲကိုပြစ်ထည့်လိုက်ခဲ့ခေါင်းဆောင်ဘာဖြစ်တာလဲလိုက်မလာတော့ဘူးလားအားလုံးအံ့အားသင့်ထားကြတယ်ခေါင်းဆောင်ကခါခါတီတီပြုံးလိုက်တယ်ပြီးတော့ခိုင်မာတဲ့လေးတန်နဲ့မင်းတို့ငါကကောင်းကောင်းနေကြပါကွာလို့ပြောလိုက်တယ်အဲ့ဒီစကားအဆုံးမှာပဲသူကနောက်ပြန်လှန်ပြီးဖုတ်ကောင်အုပ်ကြီးလက်ကိုခုန်ချလိုက်တာလေအားလုံးကြောက်လန့်တကြားဖြီကုန်ကြတယ်တချို့ဆိုနိုင်ရန်ပေါ်ပြန်တတ်ဖို့စူးစမ်းပြီးမဲ့တတိရှိတဲ့လူတစ်ယောက်ကတားလိုက်ရတယ်ဆဲဆိုတန်းနေကြားထဲမှာပဲသူကမောင်တဲကိုဆွဲခေါ်ခံလိုက်ရတယ်ကျွန်တော်မြင်လိုက်ရတယ်ခေါင်းဆောင်ခုန်ချတုံကဖုတ်ကောင်တကောင်ကသူ့ခြေထောက်ကိုချစ်သွားတာဒါပေမဲ့သူဒီလိုပြက်ပြက်သားသားအဆုံးသတ်သွားလိမ့်မယ်လို့တော့မထင်ထားခဲ့ဘူးတကယ်တော့သူကဘယ်လိုလူလဲဆိုတာပြောပြဖို့ခက်တယ်ကဘာပြက်စပထမဆုံးနေ့မှာပဲသူကသူ့အဖွဲ့နဲ့ကျွန်တော်အင်းကိုလာပြီးပစ္စည်းတွေယူသွားခဲ့တာတတိယကိုလီကိုလည်းသူကတတ်ခဲ့တယ်အခုမဖြစ်ခင်နိုင်ဝက်လောက်အလိုမှတောင်ဗီလာတဲကလူတွေကိုသူတို့တက်ဖြတ်ခဲ့ကြတာသွေးတွေရွှေ့ဆိုနေပြီမယ်သူတို့ပေါ်လာတိုင်းခေါင်းဆောင်ကအရှိဆုံးပါပဲစုတ်ခွာတဲ့အခါမျိုးဆိုခေါင်းဆောင်ကပဲအနောက်ကနေကာကွယ်ပေးခဲ့လာအချင်းချင်းပဲဒါရရပြီးတဲ့နောက်တော့သူကပြက်ပြက်သားသားပဲသူ့ကတက်ကိုစွန့်လော်သွားတာဒီလိုကဘာပြက်ခစ်ကြီးမှာတော့ယူတယောက်ကိုကောင်းတယ်ဆိုးတယ်ဆိုပြီးခွဲချဖို့ကမလုံလောက်တော့ဘူးလေမိုးလင်းတော့ကင်မရာတွေမြင်ရတဲ့ area တွေကဖုတ်ကောင်တွေကိုရေးတွက်ကြည့်ကြတယ်ညာကတက်ဖြတ်မှုတွေကြောင့်ရွှဲနေတဲ့သွေးတွေကဖုတ်ကောင်အများကြီးကိုဆွဲဆောင်ထားတာကိုတကားကြီးဖွင့်ထားတဲ့ဒီအင်ယာဝင်းထက်ကနေရာတိုင်းမှာဖုတ်ကောင်တွေကရှော့သွားနေကြတာအပြင်ကကြည့်ရင်ဖုတ်ကောင်တွေပြန့်နှံ့နေတာကိုရှင်းရှင်းလင်းလင်းမြင်နေရတယ်နောက်ထပ်ဘသူမှဒီထဲဝင်ဖို့စ조사တော့မှမဟုတ်ဘူးဆိုတာတေချာတော့ပဲမင်းဖေဖေကျွန်တော်တို့နေအောင်ချီကိုပြန်ခန်းစားလို့ရပြီအမေကကျွန်တော်ကိုတင်းတင်းကြပ်ကြပ်ဖတ်ထားပြီးရှိုက်ကြည့်တင်ငင်ငိုနေတယ်ဒီရပိုင်းအတွင်းမှာဖိဖြက်ခဲ့တာတွေကတကယ်ကိုများလုံးခဲ့တာဖုတ်ကောင်ဒီချန်စီယိုကိုမဖြတ်နိုင်ဘူးဆိုတာအချင်းချင်းတေချာအောင်စစ်ပြီးမှမြေအောက်ခန်းတကားကိုဖွင့်ပြီးနေအောင်အောက်ထွက်လာခဲ့ကြတယ်မြေအောက်မှာကြာကြာနေခဲ့ရတော့မျက်လုံးကိုအပြည့်အဝဖွင့်လို့မရဘူးဒါပေမဲ့လေကောင်းလေသက်ကိုတော့ရှူရှိုက်လို့ရပြီလေဒီလေကောင်းလေသက်တွေကကျွန်တော်ကိုပြလက်မွေးဖွားလာတယ်လို့မျိုးခံစားရစေခဲ့တာဖုတ်ကောင်ကဘာပြက်ပြီး52ရက်မြောက်နေ့မကြသေးခင်ကတော့ဒီအင်ယာဝင်းပေါ်ကနေလေရင်သစင်ပြန်နှမ်းသွားတယ်အဲ့ဒီလေရင်ကကြီးညာချက်တစ်ခုကိုတဲဆောင်လာတာနိုင်ငံသားများတတိပြုကြပါနိုင်ငံတော်ကဖျူနီယာဟူးမျိုးမှာအချီးစားဘေးကင်းရအခြေစိုက်စခန်းတစ်ခုတည်ထောင်ထားပါတယ်ဒီသတင်းကိုကြားရတဲ့နိုင်ငံသားတွေဟာကိုနီကိုဟန်နဲ့အဲ့ဒီကိုတွားနိုင်ပါတယ်အခြေစိုက်စခန်းကပုံမှန်အစားအစာနဲ့စေဝါကုသမှုတွေပံ့ပိုးပေးပါလိမ့်မယ်ကြိုးဆိုပါတယ်ကျွန်တော်လည်းဝမ်းသာအားရနဲ့ဒီသတင်းကိုမိဘတွေကိုပြောပြလိုက်တယ်ကျွန်တော်တို့မှာလုံလောက်တဲ့ပစ္စည်းတွေရှိနေတော့အခြေစိုက်စခန်းကိုတွားပြီးအန်ဒီယာမပြုတ်တာပိုကောင်းမယ်လို့လည်းကျွန်တော်တွေးမိတာပေါ့အဖေကဝမ်းသာပြီးမဲ့တွားဖို့တော့အစီအစဉ်မရှိဘူးကျွန်တော်ခေါင်းညိလိုက်တယ်တကယ်တော့ကျွန်တော်တို့အိမ်မှာရှိတဲ့ပစ္စည်းတွေကဘေးကင်းရစခန်းကပစ္စည်းတွေထက်တောင်ပိုများနိုင်တာပဲပြီးတော့ဒီလောက်များတဲ့ပစ္စည်းတွေကိုလည်းတဲသွားလို့ရမှာမဟုတ်ဘူးဘေးကင်းရစခန်းကဖုတ်ကောင်တွေရန်ကန်နေပဲကာကွယ်ပေးတာအဲ့ဒီရောက်ရင်လူအချင်းချင်းပတ်တိပတ်ခါတွေနဲ့ကြုံရမလားဆိုတာဘယ်သူမှကြိုးပြောနိုင်တာမှမဟုတ်တာဒါကြောင့်ကျွန်တော်တို့မတွားဖို့ဆုံးဖြတ်လိုက်ကြတယ်ဒီပစ္စည်းတွေကိုပိုလိုအပ်တဲ့သူတွေအတွက်ချန်ထားခဲ့တာပေါ့မုံမလင်းကလေးဖုတ်ကောင်ကပပြက်ပြီး136ရက်မြောက်နေ့ရှက်စစ်ရေအင်တာနက်တွေအားလုံးပုံမှန်ပြန်ဖြစ်လာပြီးတနိုင်ငံလုံးမှာဘေးကင်းရအခြေစိုက်စခန်းတွေအပြည့်အဝတည်ဆောက်ပြီးစီးသွားပြီးအစိုးရကလည်းစနစ်တကျပြန်လည်စီမံခန့်ခွဲနေပြီးစစ်တပ်ကဖုတ်ကောင်တွေကိုအကြီးကျယ်ရှင်းလင်းနေပြီးသူတေသနဌာနကလည်းကာကွယ်ဆေးကိုအရှိန်အဟုန်မြင့်တီးထွင်နေတာလူသားမျိုးနွယ်ရပြန်လည်မွေးဖွားခြင်းဖြစ်တဲ့ဆေးရည်ရောက်လာခဲ့ပြီးဖုတ်ကောင်တွေပေါ်ပေါက်ပြီး190ရက်မြောက်နေ့နိုင်ငံတော်ကကာကွယ်ဆေးကိုအောင်မြင်တီးထွင်နိုင်ပြီဖြစ်ကြောင်းကြေညာပြီးနိုင်ငံသားတိုင်းစီကိုအမြန်ဆုံးဖြန့်ဝေပေးနေပြီးလမ်းမတွေပေါ်မှာဖုတ်ကောင်တွေကိုမတွေ့ရတော့ဘူးလူတွေပြင်ထွေးလာပြီးအသက်ရှင်ကျန်ရသူတွေကိုပွေဖတ်နှုတ်ဆက်ကြတယ်ပွေဖတ်မှုတိုင်းဟာတငယ်ချင်းဟောင်းတွေရပြန်ဆောင်ရတယ်လို့မျိုးပုံမြင်တွေပြောပြရင်အခြေအနေတွေမေးရင်းနဲ့ပြန်လဲနှွေးထွေးနေကြတာပေါ့ဒီနေ့ဟာတကယ်ကိုလှပရဲ့နေ့တနေ့ပဲတကယ်ကိုလှပရဲ့နေ့တနေ့ပဲမနှက်ဖြန်လဲဒီလိုပဲထင်နေအောင်ပါ